ကိုကျုပ်ကွန်ပေါ်ဖြစ်ပါတယ်အခုစီစဉ်ရတော့ဖြစ်ရင်ကျွန်တော်တို့အားလုံးကတောင့်တညှော်လင့်နေတဲ့ကိုကျုပ်ကွန်ပေါ်ကနေကျွန်တော်တို့သူပြောချင်တာမှန်သမျှကိုကျွန်တော်တို့ပြောကြမှာဖြစ်ပါတယ်မထိတ်မချမ်းပဲနဲ့ပေါ့အဲ့ဒီနောက်ပိုင်းမှာမှတ်သားကြပြီးမှမေကွန်မေးဖို့ဟာလေးတွေလည်းစဉ်းစားထားကြပါကျွန်တော်တို့မေကွန်မေးဖို့လည်းရှိတဲ့ပုံကုများနောက်ပိုင်းမှာကျွန်တော်တို့စီစဉ်ထားပါတယ်ဘုချုပ်ကောင်မောင်ပြည်သူပြုပြီးပုံမှာလဲပထမဦးဆုံးအနေနဲ့အခုလိုစုံတွေ့ခွင့်ရတဲ့အတွက်ကြောင့်မလို့ဘုရားသခင်ရဲ့အကြီးစုတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့ဒီအမေရိကကိုလာဖို့အတွက်ပြင်ဆင်နေတာကြာပါပြီဆရာဗီတာတို့လည်းခဏကျွန်တော်တို့ဆွေးနွေးကြတယ်ဒါပေမဲ့မဖြစ်နိုင်ခဲ့ဘူးကချင် community ကလည်းကျွန်တော်ကိုဖိတ်တယ်2008လောက်ကတည်းကနှစ်တိုင်းတလို့ဖိတ်တယ်ကျွန်တော်လည်းနှစ်တိုင်းပြက်ကွက်တာအဲ့တော့ဒီတစ်ချိန်မှာကတော့အချိန်ကိုနည်းနည်းလူပြီးတော့ကျွန်တော်လာခဲ့ပါတယ်နိုဝင်ဘာလောက်ကတည်းကစီစဉ်ပေမဲ့ဘုရားသခင်ကတိုင်မင်မကြသေးဘူးဆိုပြီးနည်းနည်းရပ်ထားခိုင်းတာအဲ့တော့ဒီတကြံမှာတော့ကျွန်တော်တို့ရဲ့ဆွေးနွေးဘက်တွေကလည်းနည်းအလုတ်ရှုပ်နေမယ်တကြံမှာဆိုကျွန်တော်နည်းနည်းအားမယ်ဆိုပြီးတော့အစီအစဉ်လုပ်ပြီးမှလာခဲ့တာဖြစ်ပါတယ်လာတဲ့အခါမှာကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ်ဒီမှာရောက်လာတဲ့အခါမှာအားလုံးနဲ့တွေ့ဖို့အစီအစဉ်ရှိတော့လည်းပဲနည်းနည်းတည်င်းကိုနည်းနည်းလျှို့ဝှက်ပြီးမှကျွန်တော်မတိမတာလေးနဲ့ထွက်လာတာတည်င်းနည်းနည်းပေါက်ကြွားတော့ချင်း community ကဒီမှာအကြီးကျယ်ပြင်ဆင်နေတာအဲ့တော့ချင်း community ကတော့ပြင်ဆင်နေတာမင်းတို့ကငါတို့ကချင်းချင်းဘာမှမပြောဘူးလို့ဒီကစီစဉ်တဲ့လူတွေကအဆူခံရတယ်ကျွန်တော်2008မှာကျွန်တော်မိုးရီပဲရောက်တော့ဟိုတယ်တစ်ခုမှာတဲတယ်မနေ့အစောကြီး14နှစ်13နှစ်လောက်ပဲရှိတယ်လူငယ်လေးတယောက်ကအိယာလာတင်းပေးတော့ကျွန်တော်ကသူ့ကိုမေးတယ်ဘာလူမျိုးလဲလို့မေးတော့သူကချင်းလူမျိုးလို့ပြောတယ်ကျွန်တော်ကချင်းလူမျိုးဆိုတာကြားဘူးသလားလို့မေးတော့ကြားဘူးတယ်တဲ့အဲ့တော့ဘယ်လိုကြားဘူးသလဲလို့သူ့ကိုပြန်ဆက်မေးတော့ညီအကိုတော်တယ်လို့ကြားဘူးတယ်တဲ့အဲ့တော့ဘသူကပြောပြတယ်လဲလို့ပြန်မေးတော့အမေကပြောပြတယ်လို့သူကပြောတယ်အဲ့တော့ကျွန်တော်စိတ်ထဲမှာဒီကျွန်တော်တို့ရဲ့ဒီတန်ရုံးစဉ်ကရှိတယ်ဒီလိုသားသမီးတွေကိုကျွန်တော်ရဲ့မိခင်တွေကလမ်းပြပေးနေတယ်ဆိုတော့အဲ့တုန်းကလည်းအမတ်တရားပဲကျွန်တော်တို့ကြုံတွေ့ခဲ့ရပါတယ်အဲ့တော့ဒီကနေ့ဒီနေရာမှာကျွန်တော်ဆုံတွေ့ကြတာဟာကျွန်တော်တို့ညီကိုမောင်နှမတွေဆုံတွေ့တာဖြစ်တယ်လို့ကျွန်တော်ရဲ့နိုင်ငံတွင်းမှာဖြစ်နေတဲ့အခြေအနေများအားလုံးကိုလည်းပြန်ပြီးဝေငှနိုင်ဖို့အတွက်ဘုရားသခင်ကအခွင့်အလမ်းပေးတယ်လို့ယုံကြည်တယ်ကျွန်တော်ဒီမှာခုနကျွန်တော်ဆရာပြောသလိုပေါ့ပြောချင်တာတွေအများကြီးရှိပါတယ်အဲ့တော့တချို့အရေးကြီးတဲ့အပိုင်းတွေကိုကျွန်တော်အရေးကြီးတယ်လို့ပြောတာကကျွန်တော်တို့ဟိုမှာမလုပ်နေတယ်ဆိုတာဒီဘက်ကနေမသိနိုင်တဲ့အချက်တွေတော်တော်များများရှိမယ်လို့ထင်တယ်အဲ့ဒါလို့ယူဆတဲ့အချက်များကိုအဓိကပြောလိုပါတယ်ဥဆုံးအနေနဲ့ကျွန်တော်ထပ်ပြီးမိတ်ဆက်ချင်တာကတော့ကျွန်တော်အဖွဲ့ကတော့ Kachin Independent Organization အဲ့တော့တနေ့ကပဲ State Department နဲ့တွေ့တော့မင်းတို့ Independent ဆိုတာဘာလဲလို့ကျွန်တော်မေးတယ်ကျွန်တော်ကမနစ်တုန်းကလို့2013မေလ29ရက်နေ့မှာမြစ်ကြီးနားမှာမနောကွင်းမှာလူထုအစည်းအဝေးမှာလို့ UN ကလည်းတက်ပါတယ်ကျွန်တော်တို့က independence ကို liberty လို့အဓိပ္ပာယ်ဖွင့်စေတယ်လို့ပြောလိုက်တယ်အဲ့ဒါသူလက်ခံလားလက်မခံလားတော့မသိဘူးဒါပေမဲ့အကောင်းဆုံးညှိနေတကယ်တော့ကျွန်တော်တို့တိုင်းရင်းသားလို့ပြောတဲ့အခါမှာမြန်မာနိုင်ငံမှာတိုင်းရင်းသားဆိုတဲ့ဝါဟာရကိုအဓိပ္ပာယ်ဖွင့်ဆိုတာတည်တည်ချာချာမရှိဘူးလို့ကျွန်တော်တို့ယူဆတယ်ဒါကြောင့်အခုကျွန်တော်တို့ဒီ ethnic arm organization ဘက်ကနေပြီးမှဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာဒီဝါဟာရကိုပြန်စဉ်းစားသင့်တယ်လို့ကျွန်တော်တို့ဆွေးနွေးကြတယ်အရင်တော့ကျွန်တော်တို့အကြောင်းမှသင်ခဲ့ဘူးတာကနှစ်ပေါင်းများစွာအေးအတူပူအမြနေထိုင်ကြတဲ့အတူတွေကိုတိုင်းရင်းသားလို့ခေါ်တယ်ဆိုတော့ဒီကနေ့အထိလူဟင်ဂျာကတော့တိုင်းရင်းသားမဖြစ်သေးဘူးနှစ်နဲ့လူသေးသလားမသိဘူးနောက်အရင်တော့အကြောင်းမှကျွန်တော်တင်တာကချင်ကယားကရင်ချင်းမွန်မြန်မာရခိုင်ရှမ်းလို့ပြောတယ်ဒီကနေ့ကတော့135မျိုးလို့ပြောတယ်အဲ့တော့တည်င်းနေမှာဒီတစ်ခါဒီတကောင်စင်းကောက်ပြီးလို့ရှိရင်လည်းတိုးရင်လည်းတိုးလာမယ်လို့လည်းပြောနေတယ်
အဲ့တော့တိုင်းရင်းသားလို့ပြောလိုက်တဲ့အခါမှာအတိတ်ပဲဖွင့်ဆိုချက်ကတိတ်ရှင်းရှင်းလင်းလင်းမရှိဘဲနဲ့ဒီတိုင်းရင်းသားဆိုတာဘယ်လိုသတ်မှတ်တယ်လဲဆိုတာကိုလည်းကျွန်တော်သိချာမသိနိုင်ဘူးဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံလွတ်လပ်ရေးစပြီးယူလာတဲ့အခါမှာကျွန်တော်တိုင်းရင်းသားတွေကတန်းတူနေထိုင်မယ်လို့ဗိုလ်ချုပ်အောင်ဆန်းနဲ့ဂတိပြုခဲ့ကြတာကျွန်တော်ကဒီကနေ့အထိမမေ့ဘူးတချို့ခေါင်းဆောင်တွေကမေ့နေသလားလို့ကျွန်တော်ကစဉ်းစားတယ်ပြန်ပြီးသတိပေးနေရတယ်အခုကပင်လုံစာချုပ်ကိုကျွန်တော်ကခဏခဏပြောတယ်2017ခုနှစ်ကျွန်တော်ကအတိုက်ပွဲတွေစဖြစ်လာတယ်တိုက်ပွဲစဖြစ်ပြီးမှအဲ့ဒီဇွန်လ9ရက်နေ့တိုက်ပွဲစဖြစ်တယ်ဇွန်လ29ရက်နေ့မှာပဲကချင်ပြည်နယ်အစိုးရအကူအစလဲများနဲ့ကျွန်တော်တို့ KIO ကိုယ်စလဲများတွေ့ဆုံတယ်အဲ့တော့ကျွန်တော်တို့ကိုယ်စလဲ KIO ရဲ့ကိုယ်စလဲများကိုကျွန်တော်ကဥဆောင်ပြီးတော့တွေ့တဲ့အခါမှာဒီတိုက်ပွဲတွေကိုရှောင်ရှားနိုင်ဖို့အတွက်ဘာ condition မှမထားဘဲနဲ့အပြစ်ခတ်ရစေစာချုပ်လုပ်ဖို့ကျွန်တော်တောင်းဆိုတယ်ဒါပေမဲ့အစိုးရဘက်ကလက်မခံဘူးနောက်တစ်ချိန်ဩဂတ်စ်လ1ရက်နဲ့2ရက်နေ့မှာကျွန်တော်ထပ်ပြီးမှကျွန်တော်ကတွေ့တဲ့အခါမှာလည်းလက်မှတ်ရေးထိုးဖို့ကျွန်တော်ကတောင်းဆိုတယ်ဒါပေမဲ့အစိုးရကလက်မခံဘူးအဲ့ဒီတစ်ချိန်မှာတော့ပထမအချိန်မှာကျွန်တော်က condition မထားဘူးဒုတိယအချိန်မှာကျွန်တော်ဒီခုထပ်တိုးလာတာကလက်မှတ်ထိုးမယ်ဒါပေမဲ့တက်တည်ပါရမယ်လို့ပြောတယ်အဲ့ဒီခါမှာကချင်ပြည်နယ်အစိုးရဘက်ကပြောတာကကောင်းတယ်တဲ့တက်တည်တော့ပါတင်တယ်တဲ့အဲ့တော့ဘယ်သူ့ကိုထည့်မလဲလို့ပြောတော့ဥအောင်တောင်းနဲ့ဥသိန်းစောကိုထည့်မယ်တဲ့ဟာအဲ့တော့သူတို့စီကအစိုးရဝန်ကြီး2ယောက်ကိုတက်တည်ထည့်တော့ကျွန်တော်ဘက်ကတော့မရတော့ဘူးဆိုပြီးကျွန်တော်လည်းအဲ့ဒါတော့လက်မခံတော့ဘူးအဲ့ဒါနဲ့ပဲတိုက်ပွဲတွေကအခုချိန်ထိကျွန်တော်ဖြစ်လာတယ်အခု3နှစ်လောက်အကြာမှာကျွန်တော်တို့KIO တပ်ဖွဲ့ဘက်ကနေကြာဆုံးတာက280လောက်ရှိတယ်နောက်ပြီးတော့ဒဏ်ရာရတာက1000နည်းနည်းကျော်တယ်1008ယောက်လောက်ရှိတယ်နောက်ကျွန်တော်ပျောက်နေတာက10ယောက်အဖမ်းခံရတာ10ယောက်အဲ့တော့အခုလဲဂျူဇာဂျာတိုက်ပွဲတွေဖြစ်နေတော့မှာပဲကျွန်တော် KIO အနေနဲ့ကတော့ဒီမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာအားလုံးကနိုင်ငံရေးပြဿနာအဲ့တော့ဒီပြဿနာမျိုးကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းသင့်တယ်လို့ခံယူတယ်ဒါကြောင့်မလို့ဒီ2023 February လမှာကျွန်တော်ဦးအောင်မင်းခေါင်းဆောင်တဲ့မြန်မာနိုင်ငံအစိုးရကိုယ်စားလှယ်များနဲ့ကျွန်တော် KIO ဆွေးနွေးရေးအဖွဲ့များတရုတ်နိုင်ငံရွှေလီမြို့မှာတွေ့ဆုံတဲ့အခါမှာအစိုးရတာဝန်ရှိတဲ့ပုဂ္ဂိုလ်များကိုကျွန်တော်ကမေးတာကအစိုးရဘက်ကကောမြန်မာတပ်မတော်ကကောဒီပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်ဆိုတဲ့ဆန္ဒရှိသလားလို့ကျွန်တော်ကမေးတယ်အဲ့တော့အစိုးရဘက်နဲ့ဒီတပ်မတော်ဘက်ကခေါင်းဆောင်များကလည်းဆန္ဒရှိတယ်လို့ပြန်ပြီးဖြေတယ်အဲ့တော့ကျွန်တော်ကလည်းဒါဆိုရင်ကျွန်တော် KIO ကလည်းခိုင်မာတဲ့အပြစ်ခတ်ရစေရေးခိုင်မာတဲ့ငြိမ်းချမ်းရေးရရှိတဲ့အထိစ조사မယ်လို့အပြန်အလှန်ကတိပေးပြီးမှကျွန်တော်ရဲ့ဆွေးနွေးပွဲကိုကချင်ပြည်နယ်မြစ်ကြီးနားမြို့ကိုကျွန်တော်ရွှေ့လိုက်တယ်အဲ့ဒီကနေကျွန်တော်တောက်လျှောက်ဆွေးနွေးပွဲတွေလုပ်လာခဲ့တယ်ကျွန်တော်တို့တိုက်ပွဲတွေတစားနဲ့ပြင်းထန်လာတဲ့အခါမှာ2012ခုနှစ်10လပိုင်း17လပိုင်း12လပိုင်းမှာတော့အင်မတန်ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ခဲ့တယ်နှစ်ပေါင်း90ကျော်ပြီးတော့ဒီဂျားထဲမှာလည်းအင်အားတွေအများကြီးနဲ့တိုက်ပွဲတွေဖြစ်နေတဲ့ခါမှာကျွန်တော်ကဒီဘက်နှစ်ဖက်ကြီးပဲဆွေးနွေးလို့မရတော့ဘူးလို့ကျွန်တော်သဘောပေါက်လာတယ်အဲ့ဒါကြောင့်လဲ2013 February လ1ရက်နေ့မှာ KIO ကစာနဲ့ UN US UK နဲ့တရုတ်အစိုးရများကိုဒီကျွန်တော်တို့ရဲ့ပြည်တွင်းရေးမှာဒီနိုင်ငံရေးပြဿနာနဲ့ဖြေရှင်းလို့မရပဲတိုက်ပွဲတွေဖြစ်နေတဲ့အနေအထားများကိုပါဝင်ဖြေရှင်းပေးဖို့ဆိုပြီးကျွန်တော်တရားဝင်စာနဲ့အကြောင်းကြားတယ်အခုညီတောင်းတယ်အခက်အခဲတွေအများကြီးထဲကနေအခုတဖြည်းဖြည်းနဲ့ UN ကိုယ်စားလှယ်နဲ့တရုတ်နိုင်ငံကိုယ်စားလှယ်ကတော့ကျွန်တော်တို့အစည်းအဝေးမှာတရားဝင်ပါဝင်ခဲ့တယ်သို့တော်လည်းပဲတခြားနိုင်ငံကြီးများကိုလည်းကျွန်တော်တို့ဆက်လက်ဖိတ်ခေါ်လက်ရှိပါတယ်ဘာဖြစ်လို့ဒီလိုနိုင်ငံကြီးတွေကိုကျွန်တော်ဖိတ်ခေါ်ရတယ်လဲလို့တချို့ကမေးတယ်ကိုယ့်ရဲ့ပြည်တွင်းရေးပဲဘာဖြစ်လို့ကိုယ့်အချင်းချင်းမဖြေရှင်းနိုင်တယ်လဲလို့မေးတယ်နှစ်ပေါင်း60လောက်ကျွန်တော်တို့ကတိုက်ပွဲတွေဖြစ်လာတဲ့အခါမှာ
ကျွန်တော်တို့ရဲ့ဂျားမှာယုံကြည်စိတ်ချမှုကတော်တော်နည်းခဲ့တယ်နှစ်ဖက်အပြန်အလှန်ယုံကြည်မှုတွေတိတ်နည်းနေပြီးမှအင်မတန်မှပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့နှစ်ဖက်ပဲပြောလို့တော့မရတော့ဘူးလို့သဘောပေါက်တယ်နောက်တစ်ခုကကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကအပြစ်ခတ်ရစရေးလုပ်ခဲ့ဘူးတယ်ဒီနေ့ကပဲ State Department ကလည်းမေးတယ်အဲ့ဒီကိစ္စတချို့အဖွဲ့တွေကတဲ့ငင်းချိုင်းရေးဆွေးနွေးတာအောင်မြင်မှုရတယ်လို့ပြောတယ်ဒါကြောင့်ကျွန်တော်တို့ကလည်းပြန်ဖြေတာကကျွန်တော်တို့ KIO ကလည်းလွန်ခဲ့တဲ့အချိန်တုန်းက18နှစ်အောင်မြင်မှုရခဲ့ဘူးတယ်လို့ကျွန်တော်ကပြန်ပြောတယ်1994ခုနှစ်ကနေစပြီးအောင်မြင်လိုက်တာကျွန်တော်တို့2017ခုနှစ်အထိအဲ့ဒီနောက်ဝဲမအောင်မြင်တော့ဘူးအဲ့တော့ဘာဖြစ်လို့ဒီလိုအပြစ်ခတ်ရစေးစာချုပ်တွေချုပ်ရင်းနဲ့မအောင်မြင်တယ်လဲဆိုတဲ့အချက်များကိုကျွန်တော်တို့ကပြန်ပြီးသုံးသပ်တယ်စာချုပ်ချုပ်တဲ့ခါမှာရှေ့လုပ်ငန်းစဉ်တွေမပါဘူးအာမခံချက်တွေမပါဘူးတက်တည်တွေမရှိဘူးစာချုပ်ထားပြီးမှအဖွဲ့တိုင်းကနှစ်ပတ်လည်နေ့တွေကျင်းပနေကြတာအခုမိုင်းလားဆိုရင်15နှစ်ပြည့်ပြီတဲ့ဂျူဘလီတွေလုပ်နေတာဒါကြောင့်ကျွန်တော်တို့ပြောတာကဒီတစ်ချိန်ကျွန်တော်တို့ပြန်လုပ်မဲ့အပြစ်ခတ်ရဆိုင်ရေးစာချုပ်အပြစ်ခတ်ရဆေးရေးစာချုပ်ဟာနောက်တစ်ချိန်ပြန်ဖြစ်မဲ့စစ်ပွဲအတွက်ပြင်ဆင်တဲ့ကာလမျိုးမဖြစ်ချင်ဘူးဒီစာချုပ်ချုပ်ပြီးလို့ရှိရင်ဘာလုပ်မလဲဘာမှမလုပ်ဘူးဆိုတော့ဘာဖြစ်လို့စာချုပ်ချုပ်မှာလဲဒါကျွန်တော်တို့သိချင်တဲ့အဖြေပေါ့အစိုးရတက်လာတာနဲ့တပြိုင်နက်ကျွန်တော်တို့တိုက်ပွဲတွေဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ KIO ကနေစပြီးအစိုးရကိုမေးတဲ့မေးခွန်းက KIO အပါအဝင်လက်နက်ကင်ပြီးမှတော်လာနေတဲ့အဖွဲ့အစည်းတွေကိုအစိုးရကဘယ်လိုမြင်တယ်လဲလို့ကျွန်တော်ကပထမဆုံးမေးခဲ့တယ်တောင်းချမ်းသူတို့မြင်သလားမဟုတ်ရင်ဒီအဖွဲ့တွေကကိုယ့်ရဲ့လူမျိုးတွေအတွက်အခွင့်အရေးရဖို့စူးစမ်းနေတဲ့အဖွဲ့တို့မြင်သလားလို့ကျွန်တော်ကမေးတယ်ဒီကနေ့အထိအဖြေမပေးသေးဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အမျိုးသားညီလာခံတက်ခဲ့တယ်ကျွန်တော်တို့ဖိတ်ခေါ်တဲ့အခါမှာအခြားဖိတ်ကြားတင်တော့အဖွဲ့ဆိုပြီးဖိတ်တာပြီးရင်တေးသေးချာချာမှားတယ်ခင်ဗျားတို့ကဘသူ့ကိုမှကိုစားမပြုတ်ဘူးနော်လို့ကျွန်တော်တေးသေးချာချာမှားတယ်ကျွန်တော်တို့ကကိုစားပြုတ်တယ်လို့ပြောတယ်သူတို့ကမပြုတ်ဘူးလို့ပြောတယ်အခုလဲကျွန်တော်တို့ကအပြစ်ခတ်ရစေးရအတွက်စာချုပ်တွေချုပ်နိုင်ဖို့ကြိုးစားနေတယ်ကျွန်တော်တို့အပြစ်ခတ်ရစေးစာချုပ်ချုပ်ပြီးမှနိုင်ငံရေးဆွေးနွေးမယ်လို့တောင်းဆိုနေတယ်နိုင်ငံရေးဆွေးနွေးမှု political dialogue လုပ်တဲ့အခါမှာကျွန်တော်တို့ KIO ဟာကချင်လူမျိုးများရဲ့အရေးကိုပြောရမှာဖြစ်တယ်လို့အခြားသောအဖွဲ့များအားလုံးကလည်းမိမိနဲ့သက်ဆိုင်တဲ့အဖွဲ့များရဲ့အရေးကိုယ့်ရဲ့လူမျိုးအရေးကိုဆွေးနွေးရမယ်တောင်းဆိုရမယ်ကျွန်တော်တို့ကိုအတိအမှတ်မပြုတ်ရင်ကျွန်တော်တို့ရဲ့တောင်းဆိုမှုကမထိရောက်နိုင်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ကိုဘယ်လိုမြင်တယ်လဲလို့မေးတဲ့မေးခွန်းကကျွန်တော်အစိုးရကိုမေးထားတဲ့မေးခွန်းဖြစ်တယ်ဒါကြောင့်တနေ့က State Department မှာလည်းကျွန်တော်တို့ဒီကိစ္စကိုထပ်ပြီးမှကျွန်တော်တို့ပြောပြတယ်ဒီမေးခွန်းကကျွန်တော်တို့အခုအပြစ်ခတ်ရစေးစာချုပ်ထိုးခါကြီးမှာတစ်ချိန်ထပ်မေးဖို့ရှိတယ်လို့ပြောထားတယ်ဘာဖြစ်လို့လဲဆိုတော့အဖြေမရသေးဘူးကျွန်တော်တို့ကိုအတိအမှတ်ပြုမှတ်တာရင်ကျွန်တော်တို့ကအပြစ်ခတ်ရစေးစာချုပ်မှာလက်မှတ်ရေးထိုးပြီးတော့ဟိုဘက်မှာဆွေးနွေးလို့ရမှာဖြစ်တယ်ကျွန်တော်တို့ကိုတောင်းချမ်းသူလို့တတ်မှတ်ထားရင်ဟိုမှာတော့တောင်းချမ်းသူလို့ပဲကျွန်တော်တို့ကိုဆွေးနွေးမှာပဲเนาะမင်းတို့အဲ့လိုမလုပ်နဲ့เนาะမတောင်းချမ်းနဲ့เนาะလိမ့်လိမ့်မာနေကြအရင်ကျွန်တော်တို့ကဘာမှပြောစရာမရှိတော့ဘူးနောက်မိကွန်းတစ်ခုကအစိုးရအသစ်အနေနဲ့ပင်လုံစာချုပ်ကိုအတိအမှတ်ပြုသေးသလားလို့ကျွန်တော်တို့မိကွန်းမေးတယ်ဒီကနေ့အထိအဖြေမရသေးဘူးအခု concept ပိုင်းမှာအစိုးရနဲ့ကျွန်တော်တို့တိုင်းရင်းသားဘက်ကနေအများကြီးညှိဖို့လိုတဲ့အချက်မှာဒီတစ်ချက်ပါပါတယ်2008အခြေခံဥပဒေရဲ့ဏိဒမ်းမှာရေးထားတာကတော့မြန်မာနိုင်ငံဟာတဲ့ရှေးပွေတဏီကလေးကရှိခဲ့တယ်ပြည်တော်စုမြန်မာနိုင်ငံဟာအဲ့တော့နေချက်ဗြိတိရှတွေရောက်လာတယ်နိုင်ငံရဲ့အချုပ်အခြာလက်လွတ်ဆုံးရှုံးသွားတယ်အားလုံးဝိုင်းကြိုးစားတယ်လွတ်လပ်ရေးရလာတယ်48ခုနှစ်ကနေအချုပ်အခြာအာဏာပြန်ရတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့သဘောပေါက်တာကပြည်တော်စုမြန်မာနိုင်ငံဆိုတာကပင်လုံညီလာခံရဲ့နောက်ပိုင်းမှာလွတ်လပ်ရေးအတူတူယူပြီးမှပေါ်ပေါက်လာတာပင်လုံမှာ
ကချင်ရဲ့ချင်းရဲ့ရှမ်းရဲ့ဆွေးနွေးခဲ့ကြတော့လည်းပဲတောင်တန်းဒေသသားများနဲ့မြေပြန့်သားများရဲ့အနေအထားကိုဘယ်လိုပေါင်းစပ်မလဲဆိုတဲ့ concept ပါတယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်ကချင်နဲ့ချင်းနဲ့ရှမ်းနဲ့အရေးမဟုတ်ဘူးတောင်တန်းဒေသနဲ့မြေပြန့်ဒေသဘယ်လိုပူးပေါင်းမလဲအတူတကွပူးပေါင်းမယ်ဒန်းတူပူးပေါင်းမယ်လို့ပြောတယ်ဥပမာဆိုရင်အဲ့မှာဗိုလ်ချုပ်အောင်ဆန်းကတောင်အများကြီးပြောတယ်ဟာကာကိုကြီးဦးစီးချုပ်တလက်စီလောက်ရအောင်လို့တောင်ပြောတယ်နော်တမဒတလက်စီလောက်ရအောင်လို့ပြောတယ်ဒါကတယောက်နဲ့တယောက်ယုံကြည်မှုအတွက်ပြောချတဲ့စကားသို့တော်လည်းပဲဒီအစည်းအဝေးမှာအဓိကဆွေးနွေးကြတာကဒန်းတူနေရေးဖြစ်တယ်ကျွန်တော်ကချင်လူမျိုးတွေကချင်းလူမျိုးတွေကရှမ်းလူမျိုးတွေကဗိုလ်ချုပ်အောင်ဆန်းစီမှာတစုံတရာတောင်းဆိုတဲ့စာချုပ်မဟုတ်ဘူးဘယ်လိုနေထိုင်ကြမလဲဆိုတဲ့စာချုပ်ဖြစ်တယ်အဲ့ဒီအချိန်မှာဖတ်စပ်ပလနေသူတွေညီလာခံကျင်းပတယ်ပြီးတော့နေသူတွေညီလာခံကနေပြီးမှဗိုလ်ချုပ်အောင်ဆန်းကို mandate ပေးပြီးတော့သဘောတူညီချက်ရယူတာဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့သဘောပေါက်တာကဗမာတိုင်းရင်းသားများကလည်းပင်လုံနဲ့အကျုံးဝင်တယ်လွတ်လပ်ရေးအတူတူယူမယ်လို့ဆုံးဖြတ်ပြီးမှပြည်ထောင်စုမြန်မာနိုင်ငံဖြစ်လာတာအဲ့တော့အခုကျွန်တော်တို့နားလည်တဲ့ concept နဲ့2008အခြေခံဥပဒေမှာရေးထားတဲ့ဏ္ဍာန်ကတော်တော်ကွာခြားနေတယ်ဒီလို concept မျိုးကိုကျွန်တော်ညှိဖို့လိုတယ်2008အခြေခံဥပဒေမှာကျွန်တော်ပင်လုံစာချုပ်ရဲ့ basic principle တွေမပါဘူးလို့ယူဆတယ်ပြည်ထောင်စုဆိုတဲ့အစပြုတဲ့စာချုပ်က basic principle ကဘာဖြစ်လို့နိုင်ငံရဲ့ constitution မှာမပါရလာလဲဆိုတာကျွန်တော်ကစဉ်းစားဖို့ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကပင်လုံစာချုပ်ကိုအစိုးရအစ်စ်ကအတိမပြုတ်သေးသလားဆိုတဲ့မေးခွန်းကျွန်တော်တို့မေးထားတာဖြစ်ပါတယ်ဒါလည်းအဖြေမရသေးဘူးဘယ်အချိန်မှမေးရမလဲတော့မသိသေးဘူးမေးတော့ထပ်မေးရမယ့်သဘောမျိုးမှရှိပါတယ်အဲ့တော့ကျွန်တော်တို့ဘက်ကဘာဖြစ်လို့ဒီလိုမေးခွန်းတွေမေးရတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့တိုင်းရင်းသားလက်နက်ကင်အဖွဲ့များအားလုံးဟာဘယ်သူပဲဖြစ်ဖြစ်နိုင်ငံအရေးကိုဆွေးနွေးတဲ့အခါမှာအားလုံးရဲ့ကိုစားပြုပြီးဆွေးနွေးနိုင်ဖို့အတွက်လိုအပ်တယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်တို့ဒီမှာရှိတဲ့ချင်းခေါင်းဆောင်များလည်းခဏခဏကျွန်တော်ဆွေးနွေးဖြစ်တယ်ဘယ်သူကပဲအစိုးရနဲ့ပြောသည်ဖြစ်စေအားလုံးရဲ့အရေးကိုပြောနိုင်အောင်ကြိုးစားသင့်တယ်ဆိုတဲ့အယူအဆပေါ်မှာအခြေခံပြီးကျွန်တော်အခွင့်သင့်လို့ရှိရင်အများအားဒီကိစ္စကိုဆွေးနွေးပါတယ်ဒါကြောင့်မလို့အမျိုးသားညီလာခံကိုလည်း TIO ဟာဒီလိုရည်ရွယ်ချက်နဲ့တက်ခဲ့တယ်နောက်ပိုင်းတိုက်ပွဲတွေဖြစ်တော်လည်းပဲဆွေးနွေးဖို့အများအားအစဉ်သစ်ကျွန်တော်ပြင်ဆင်ထားပြီးမှအခုဆွေးနွေးပွဲလုပ်နေတာဖြစ်ပါတယ်အခြေအနေအမျိုးမျိုးကြောင့်မတူညီတဲ့အခြေအနေအမျိုးမျိုးကြောင့်အဖွဲ့တချို့ကလက်မှတ်ရေးထိုးခဲ့တယ်တချို့ကလက်မှတ်မရေးထိုးဘူးအရင်တော့ကျွန်တော်လက်မှတ်ထိုးတဲ့အချိန်မှာ KNU ကလက်မှတ်မထိုးခဲ့ဘူးအခုတချို့အဖွဲ့တွေလက်မှတ်ထိုးတဲ့အခါမှာတအားအဖွဲ့နဲ့ကျွန်တော် KIO ကလက်မှတ်မထိုးနိုင်သေးဘူးဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့စိတ်ထဲမှာရှိတဲ့ကျွန်တော်တို့ရဲ့ခံယူချက်များကတော့အများတန်းတူညီနေတယ်လို့ဒီလိုပဲခံယူပါတယ်အခုဆွေးနွေးပွဲတွေလုပ်လာတဲ့အခါမှာကျွန်တော်စဉ်းစားတာကမြန်မာနိုင်ငံဟာပြည်ထောင်စုအဖြစ်ကျွန်တော်ကတည်ဆောက်ကြတယ်ဒါပေမဲ့ပြည်နဲ့ပြည်ထောင်စုမဖြစ်သေးဘူးအဲ့တော့ဒီနိုင်ငံရဲ့အရေးကိုဖြည့်ရှင်းတဲ့အခါမှာအားလုံးစုပေါင်းပြီးမှဖြည့်ရှင်းရမယ်အခုကျွန်တော်တို့ကခုနပြောတဲ့တိုင်းရင်းသားလို့ပြောတဲ့အခါမှာအရင်တုန်းကတချို့ခေါင်းဆောင်များရဲ့အယူအဆကတိုင်းရင်းသားလို့ပြောရင်ကချင်ကယားကရင်ချင်းမွန်ရခိုင်ရှမ်းနော်အဲ့တော့တခုကတိုင်းရင်းသားမဟုတ်ဘူးမြစ်ကြီးနားမှာမြို့တော်ခမ်းမမှာအရာရှိကြီးတယောက်ကကျွန်တော်နဲ့တွေ့တော့ဟာမြို့တော်ခမ်းမမသွားဘူးလားတဲ့ဒီနေ့ဟိုမှာတိုင်းရင်းသားအကတွေလည်းပါတယ်တဲ့ဟုတ်လားလို့ခင်ဗျားတိုင်းရင်းသားမဟုတ်ဘူးလားလို့မေးတော့သူကမဖြေတော့ဘူးဒါကျွန်တော်မတိမတာနဲ့တဖြည်းဖြည်းကျွန်တော်ရဲ့စိတ်ထဲမှာခွဲခြားမှုတွေဒီလိုရှိတာအဲ့တော့တဖွဲ့ကပဲဖြည့်ရှင်းလို့မရတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီအောက်တိုဘာလ2013ခုနှစ်အောက်တိုဘာလမှာမြစ်ကြီးနားအစည်းအဝေးမှာကျွန်တော်တို့ကဥအောင်မင်းနဲ့အဖွဲ့ကိုကျွန်တော်ကမေတ္တာရက်ခံတယ်ကဲဒါဆိုရင်ကျွန်တော်ကလည်းတနိုင်ငံလုံးပြစ်ခတ်ရက်စဲရေးကိုဘယ်လိုပါဝင်မလဲဆိုတာကျွန်တော်လက်နက်ကင်တိုင်းသားတွေအချင်းချင်းဆွေးနွေးတင်တယ်အဲ့တော့ကျွန်တော်တို့အချင်းချင်းဆွေးနွေးဖို့အခွင့်ပေးပါလို့ပြောတော့သူကလက်ခံတယ်
ကျွန်တော်တို့ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကသူတို့အစိုးရစီမှာအခွင့်မတောင်းတော့လည်းပဲကျွန်တော်တို့အများအားဆုံတွေ့နေကြတာပဲချင်းမိုင်မှာ UNFC NDF စသည်ဖြင့်ကျွန်တော်တို့လည်းပဲအစိုးရကိုပြောပြီးတရားဝင်ဖြစ်အောင်ကျွန်တော်ကအတိအမှတ်ပြုခံရအောင်အဲ့ဒီစီးရီးမှာကျွန်တော်ကအခွင့်တောင်းတယ်အစိုးရဘက်ကလည်းအလွယ်တကူပဲကျွန်တော်တို့ကိုအခွင့်ပြုတယ်အဲ့ဒီမတိုင်ခင်မှာကျွန်တော်တို့မြစ်ကြီးနားမှာအစည်းအဝေးလုပ်တဲ့အချိန်မှာတရုတ်ဘက်ကနေကိုယ်စားလှယ်ဖြစ်တဲ့ Mr. Wang Yinfan ကိုကျွန်တော်ပြောပြတယ်မနေ့ဖြန်ကျွန်တော်ကတော့တိုင်းသားညီလာခံတစ်ခုကျင်းပနိုင်ရေးအတွက်ဥအောင်မင်းတို့ကိုအဆိုပြုမယ်လို့ပြောတော့ Mr. Wang Yinfan ကဟာမင်းမလွယ်ဘူးထင်တယ်တဲ့ငါတာတမရသိစိန်ဆိုတော့ငါတော့အခွင့်မပေးဘူးတဲ့မင်းတို့လိုက်စာမှာတော့ပြီးဘာဒီဆွေးနွေးမလဲဆိုတော့ငါဘယ်သိနိုင်မလဲတဲ့သူကပြောတယ်နောက်တစ်နေ့ကျွန်တော်ဒီကိစ္စတင်လိုက်တဲ့ခါမှာအစိုးရဘက်ကအလွယ်တကူခွင့်ပြုတော့သူလည်းတော်တော်အံ့ဩတယ်ဒီကနေ့ထိအံ့ဩလို့မဆုံးဘူးသူဒါလည်းကျွန်တော်ကြည်စုတော်ပဲအဲ့တော့လိုက်စာမှာကျွန်တော်ကတိုင်းသား conference တခုကျွန်တော်ကျင်းပလိုက်တယ်အဲ့ဒီ conference မှာအခြေခံမူတွေချတယ်သဘောထားတွေကျွန်တော်ဆွေးနွေးတယ်ပြီးလို့ရှိရင်ဘယ်လိုလုပ်မလဲလို့ဆွေးနွေးတဲ့ခါမှာဒီကျွန်တော်ဆွေးနွေးရေးအဖွဲ့ NCCT ဆိုပြီးကျွန်တော်ကိုဖွဲ့စည်းပေးတယ်တစ်ဖွဲ့ကနေတယောက်ပြီးတော့ကျွန်တော်ကအစိုးရနဲ့ဆွေးနွေးတယ်နိုဝင်ဘာလ4 ရက်နေ့မှာပထမအကြိမ် NCCT ကမြန်မာနိုင်ငံအစိုးရရဲ့ကိုယ်စားလှယ်များနဲ့တွေ့ဆုံတယ်မမျှော်လင့်မဲနဲ့အစိုးရဘက်ကနေပေးလာတဲ့ proposal မှာကျွန်တော်တို့အတွက်တော်တော်လေးကိုလက်ခံလို့မရတဲ့အချက်တွေကြီးပဲများနေတယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့ကအစည်းအဝေးတစ်ဝက်မှာခဏနားပြီးတော့ရုံးမှာပြန်ပြီးကျွန်တော်တို့ကအစည်းအဝေးပြန်လုပ်တယ်ဟာအခုပေးလိုက်တဲ့ဒီ text ကတော့ကျွန်တော်တို့လည်းမခံနိုင်ဘူးဒါပေမဲ့အပြုံးမပြတ်မှု keep smiling policy နဲ့ပြန်သွားမယ်ဆိုပြီးမှကျွန်တော်တို့ရုံးခမ်းမှာအားလုံးနည်းနည်းရဟာစေရည်တာချင်းပြီးမှပြန်သွားကြတယ်ကျွန်တော်တို့အဲ့ဒီ text မှာဘယ်လိုပါတယ်ဆိုတော့ပြည်တော်စုမြန်မာနိုင်ငံတော်နှစ်တိုင်းသားနဲ့ကြိုင်များအကြားမှာချုပ်ထွေတဲ့စာချုပ်လို့ရေးတယ်အဲ့တော့အစိုးရနဲ့မဟုတ်ဘူးနိုင်ငံတော်နဲ့ဆိုတာပါလာတယ်နောက်ပြီးတော့ဒီလက်နက်ကြိုင်ပြီးတော်လာတဲ့လမ်းစဉ်ကမှားတယ်ဆိုတဲ့အယူအဆတွေပါလာတယ်သို့တော်လည်းပဲဆွေးနွေးရေးဆိုတာကတော့အင်မတန်ခက်တဲ့အနေအထားနဲ့တဖြည်းဖြည်းအဆင်ပြေအောင်လုပ်ရတဲ့သဘောထားတွေရှိတဲ့အတွက်ကြောင့်မလို့ NCCT ကလည်းဒီကိစ္စကိုကျွန်တော်တို့ကဆက်လက်ဆွေးနွေးဖို့စိတ်ပိုင်းဖြတ်ပြီးတော့ဆွေးနွေးခဲ့ကြတာနောက်ပိုင်းမှာ KNU ရဲ့ဒေတာဖြစ်တဲ့လော်ခီလာမှာကျွန်တော်တို့တစ်ခါထပ်ပြီးမှ conference ကျင်းပတယ်အဲဒီကနေကျွန်တော်တို့စာချမ်းတွေပြန်ပြုစုပြီးတော့အစိုးရရဲ့ဆွေးနွေးရေးအဖွဲ့နဲ့ကျွန်တော်တို့ဆွေးနွေးနေတာဒီကနေ့အချိန်ထိဖြစ်ပါတယ်ဖြစ်စဉ်ကိုအခုအတူချုပ်ပြောတော်လည်းပဲတကယ်ပဲကျွန်တော်တို့တာဝန်ယူပြီးလုပ်တဲ့အဖွဲ့ဝင်တွေကတော်တော်လေးဒုက္ခရောက်တယ်အစည်းအဝေးသွားမယ်ဆိုရင်ခြေလမ်းကတော်တော်လေးနှေးနေတာသွားရမှာပါလားဆိုသွားလိုက်တာပြီးဟိုမှာလည်းအမြဲတမ်းပြုံးပြရတယ်ဘလောက်ပဲစိတ်ဆိုးချင်ပြီမဲ့အပြုံးမပြတ်ဒါကျွန်တော်ဆွေးနွေးရအခုကျွန်တော်ရဲ့ process က single text မှာရောက်နေပြီစာချမ်းတစ်စောင်ဒီရရှိရေးမူကျွန်တော်ဘက်ကလည်းစာချမ်းတစ်စောင်ကင်ပြီးလာတယ်အစိုးရဘက်ကလည်းစာချမ်းတစ်စောင်ကင်ပြီးလာတယ်အဲ့တော့လွန်ခဲ့တဲ့လကပဲကျွန်တော်ရန်ကုန်မှာအစည်းအဝေးတွေကျင်းပကြတယ်ဒီ single text process အရာ single text မှာရောက်နေတော့လည်းပဲ concept အရာကွာခြားမှုတွေအများကြီးရှိတယ်နှစ်ဖက်စလုံးမှာအတွေ့အကြုံတွေမရှိဘူးအခုတလို့ပဲကျွန်တော်ကဟိုမှာရည်စရာပြောတယ်ဒီတစ်ချိန်အစည်းအဝေးမှာမြန်မာတပ်မတော်ကထိပ်သီးခေါင်းဆောင်တွေပါလာတယ်ကျွန်တော်တို့ဘက်ကလည်းတိုင်းသားခေါင်းဆောင်တွေတွားကြတယ်စစ်တပ်ရဲ့အထူးသဖြင့်ပေါ့စစ်တပ်ဆိုတာကဘယ်စစ်တပ်မဆိုအမိန့်အရလာတာအဲ့တော့ဒီစစ်တပ်ရဲ့ထိပ်သီးခေါင်းဆောင်တွေကဘယ်တော့မှသူများရဲ့lecture ကိုနားမထောင်ခဲ့ဘူးစစ်တပ်ကတူကစင်ပြတဲ့နောက်ပိုင်းကိုကပဲlecture ပို့ချတာဒီတစ်ခါကျတော့တိုင်းသားခေါင်းဆောင်တွေရဲ့ lecture ကိုနားထောင်ရတာသူတို့လည်းတော်အခါရခက်မယ်လို့ကျွန်တော်အထင်တယ်ဒေါက်တာလန်စဟောင်းက lecture ပေးလိုက်ဘူမီခိုအိုကာက lecture ပေးလိုက်ဆရာမစောမြရာဇာလင်းက lecture ပေးလိုက်နဲ့တမတော်အရာရှိတွေတော်တော်တီးခံပြီးနားထောင်တယ်ဒီတစ်ခါအဲ့တော့ဒါလည်းကျွန်တော်တို့တွတ်တက်မှုတစ်ခုပဲလို့မြင်တယ်
အစည်းအဝေးမှာကျွန်တော်ကမီဒီယာတွေဝင်ခွင့်မပေးဘူးဒါပေမဲ့ကင်မရာတွေကမှတ်တမ်းတင်ထားတဲ့ကင်မရာတွေကထောင်ထားတယ်နှစ်ဖက်စလုံးကကင်မရာရှိတယ်ဆိုတော့မေ့သွားတာခဏထပြီးရံဖြစ်နေတာဟေးကင်မရာရှိတယ်နော်လို့ပြန်တတိပေးရတယ်ဘာပဲဖြစ်ကျွန်တော်တို့အဲ့ဒါလိုတွားနေပါတယ်အပြစ်ခတ်ရစေးစာချုပ်လို့ပြောတဲ့အခါမှာတချို့ကျွန်တော်ရဲ့ခေါင်းဆောင်များကအခုဒီတော်လိုင်းရေးလုပ်နေတဲ့အဖွဲ့တွေကပင်ပန်းလို့မန်လျှော့သွားပြီလားလို့တချို့ကမေးတယ်အပြစ်ခတ်ရစေးစာချုပ်တယ်ဆိုတာက process တစ်ခုဖြစ်တယ်ဆွေးနွေးပွဲအတွက်ကျွန်တော်ကအဆင့်တစ်ခုဖြစ်ပါတယ်ကျွန်တော်ကတော့မှတခါတလေမှာတောင်းဆိုတာတွေတော်တော်လေးတောင်းဆိုတာပေါ့ကျွန်တော် KIO ဆိုရင်အပြစ်ခတ်ရစေးမလုပ်ဘူးတခါတည်းနိုင်ငံရေးဆွေးနွေးမယ်လို့ပြောတာဒါပေမဲ့တကယ်တမ်းလက်တွေ့မှာဖြစ်နိုင်ကြလားလက်ခံနိုင်ကြလားဆိုတော့ကျွန်တော်တို့ပြန်စဉ်းစားရတယ်အခုကဒီကျွန်တော်တို့လုပ်နေတဲ့ process မှာကအပြစ်ခတ်ရစေးစာချုပ်မှာရှစ်လုပ်ငန်းစဉ်တွေကိုခေါင်းစဉ်အရကျွန်တော်တို့ထည့်သွင်းရေးဆိုတဲ့ပုံစံမျိုးကိုလုပ်နေတယ်နိုင်ငံတကာကပြောတာတော့အပြစ်ခတ်ရစေးလုပ်ပြီးမှဆွေးနွေးအခုကျွန်တော်တို့ပြောနေတာကအပြစ်ခတ်ရစေးလုပ်တယ်ဟိုဘက်မှာဆွေးနွေးမဲ့ခေါင်းစဉ်တွေကိုဒီမှာအတည်ပြုရမယ်ဆိုပြီးကျွန်တော်model အသစ်ပုံစံမျိုးနဲ့တွားနေတာဖြစ်ပါတယ်တချို့ပညာရှင်တွေကကျွန်တော်ရဲ့ဒီ Nationwide Ceasefire Agreement text ကိုကြည့်ပြီးပြောတယ်ခင်ဗျားတို့ဟာတဲ့အပြစ်ခတ်ရစေးရတပုံလောက်ပဲပါတယ်တဲ့ကျန်တဲ့သုံးပုံကတော့တခြားဟာဖြစ်နေတယ်တဲ့ဟုတ်တယ်အဲ့ဒါကျွန်တော်ရဲ့စိုးရိမ်စိတ်ပဲလို့သူကပြောတယ်မြန်မာနိုင်ငံမှာနှစ်ပေါင်းအများကြီးကြာလာတဲ့တိုက်ပွဲကြောင့်စိုးရိမ်စိတ်တွေကနှစ်ဖက်ရှိတယ်မြန်မာနိုင်ငံရဲ့စိုးရိမ်စိတ်ကိုခင်ဗျားတို့မြန်မာနိုင်ငံရဲ့နာမည်မှဲ့ခေါ်တဲ့ဟာကိုပဲကြည့်ပါလို့ကျွန်တော်ထောက်ပြတယ်စစ်မှန်တော့ဖက်ဒရယ်အဲ့တော့တချို့နိုင်ငံတွေကမေးတယ်ခင်ဗျားတို့စစ်မှန်တော့ဆိုတော့ပါလေတဲ့ကျွန်တော်တို့တိုင်းပြည်လဲဖက်ဒရယ်ပဲတဲ့ကျွန်တော်တို့ဟာမစစ်ဘူးလားတို့ကမေးတယ်မဟုတ်ဘူးကျွန်တော်တို့ပြောတာကခင်ဗျားတို့နိုင်ငံတွေကိုမစစ်မှန်ဘူးလို့ပြောတာမဟုတ်ဘူးစစ်မှန်တော့ဖက်ဒရယ်ပြည်ထောင်စုဆိုတာကျွန်တော်တို့ရဲ့စိုးရိမ်စိတ်ကိုစစ်မှန်တော့ဆိုတာနဲ့ပြတာတကယ်ဆိုဖက်ဒရယ်နဲ့ပြည်ထောင်စုတော့မတော့ပေါင်းထားသေးတယ်ကျွန်တော်တို့ကအခု88ကပြန်လုပ်တာမှစစ်မှန်တော့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတော့ပါသေးတယ်အဲ့ဒါကျွန်တော်တို့ရဲ့ပြောဆိုနေတဲ့သုံးနှုံးနေတဲ့ဝေါ်ဟာရတွေကိုကြည့်လို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံသားတွေဘယ်လောက်စိုးရိမ်စိတ်ကြီးမားနေတယ်ဆိုတာခင်ဗျားတို့နားလည်နိုင်ပါတယ်လို့ကျွန်တော်ကပြန်ရှင်းပြရတာမြစ်ကြီးနားအစည်းအဝေးမှာအစိုးရကထိပ်ကြီးကောင်းဆောင်များကိုကျွန်တော်တို့က remind လုပ်တယ်ကျွန်တော်တို့နိုင်ငံမှာယုံကြည်မှုတည်ဆောက်ရေးဘယ်လောက်အထိလုပ်ဖို့လိုအပ်တယ်လဲဆိုတာကျွန်တော်ဥပမာပြောပြမယ်ကျွန်တော်ကပြောတယ်အခုမြန်မာနိုင်ငံမှာလို့ပြည်ထောင်စုမြန်မာနိုင်ငံတော်လို့ပြောလိုက်ရင်ဗမာမဟုတ်တဲ့ကျွန်တော်တို့တချို့တိုင်းရင်းသားတွေကကိုယ်နိုင်ငံပါလားဆိုတာတော့မေ့နေတယ်လို့ကျွန်တော်ကပြောတယ်စီးကင်းတွေလုပ်နေတာကျွန်တော်ကဝန်တာရကောင်းမှန်းတော့မသိတော့ဘူးမြန်မာနိုင်ငံသမ္မတကအာဆီယံဥက္ကဋ္ဌလုပ်နေတာကျွန်တော်ကဝန်တာရမလားဆိုတာတော့မသိတော့ဘူးလို့ကျွန်တော်ကပြောတယ်ဒါကြောင့်မို့လို့တကယ်ပဲကျွန်တော်ကမြန်မာနိုင်ငံလို့ပြောလိုက်ရင်တိုင်းရင်းသားလူမျိုးများအားလုံးကဒါငါတို့နိုင်ငံပါလားဆိုတဲ့အသည့်ဖြစ်လာတဲ့အသည့်ကျွန်တော်ကယုံကြည်မှုတည်ဆောက်ရေးတွေလုပ်ဖို့လိုအပ်တယ်အခုတိုက်ပွဲတွေပြန်ဖြစ်လာတဲ့အခါမှာအရင်ရှိပြီးသားတန်တရားစိတ်တွေမှာနောက်ထပ် generation တစ်ခုတိုးလာတယ်ဒါကျွန်တော်တို့လူကြီးတွေကိုကျွန်တော် remind လုပ်တယ်အခုအင်မတန်ငယ်ရွယ်တဲ့ကလေးတွေက IDP camp နေမှာသူတို့ရဲ့ဘဝမှာဒီအတွေ့အကြုံကဖျောက်ဖျက်လို့မရတော့ဘူးငါတို့ဘာဖြစ်လို့ဒီကိုရောက်လာတယ်လဲဘာဖြစ်လို့ကြောင်းမတက်ရတာလဲဘာဖြစ်လို့ဆင်းရဲဒုက္ခရောက်ရတယ်လဲဆိုတဲ့ဒီမှတ်ဉာဏ်ကငယ်ရွယ်တဲ့ကလေးတွေမှာပါသွားပြီအဲ့တော့ယုံကြည်မှုတည်ဆောက်ရေးကိုနောက်ထပ် generation တစ်ခုထပ်တိုးရအောင်လို့ကျွန်တော်ကသူတို့ကိုပြောထားတယ်အဲ့ဒါနဲ့ပဲကျွန်တော်အခု single text ကိုတွားနေတယ်ဒါမဲ့ခုနပြောလို့ပဲ concept ပိုင်းအရာကောကျွန်တော်တို့လက်တွေ့လုပ်တဲ့ညီးနာတွေမှာပေါ့ခက်တယ်အစပိုင်းမှာအစိုးရကပြောတာကသူတို့ကကိုဦး drafter ကိုဦးထည့်မယ်လို့ပြောတယ်အစိုးရအထွတ်တော်တတ်မတော်တကယ်တမ်းလာတဲ့ခါမှာသူတို့လည်း10ယောက်ကျော်တယ်ကျွန်တော်တို့ဆီကလည်း10ယောက်ကျော်တယ်အဲ့တော့ single text မှာလူပေါင်း20ကျော်က idea 20လောက်ထွက်လာတယ်အဲ့ဒါနဲ့ပဲဒီတစ်ခေါက်ဒီ single text ကကျွန်တော်ကတုံးတက်တဲ့အပိုင်းပဲလုပ်နိုင်တယ်အစိုးရကနေတင်ပြတဲ့ text ရယ်ကျွန်တော် EAO
Athletic Arm Organization ဘက်ကနေတင်ပြတဲ့ text နှစ်ခုကိုပေါင်းပြီးတော့တုံးတက်တဲ့အဆင့်ပဲလုပ်နိုင်သေးတယ်တချို့သတင်းတွေမှာကတော့ single text မူချမ်းထွက်လာပြီလို့တချို့ကပြောတယ်ထွက်လာတဲ့အဆင့်မရောက်သေးပါဘူးကျွန်တော်တို့ကခေါင်းစဉ်၃ခုခွဲလိုက်တာသဘောတူနိုင်တဲ့အချက်အစိုးရဘက်ကတင်ပြတာကို EAO ကသဘောမတူနိုင်တဲ့အချက် EAO ဘက်ကနေဆွေးနွေးတာကိုအစိုးရကသဘောမတူတဲ့အချက်ဆိုပြီးကျွန်တော်ကခေါင်းစဉ်၃ခုခွဲပြီးမှကျွန်တော်ကသုံးတတ်တဲ့အဆင့်လောက်ပဲလုပ်နိုင်သေးတယ်အခုမေလမှာနောက်တစ်ကြိမ်အစည်းအဝေးတွေကျွန်တော်လုပ်မယ်ဒီတစ်ကြိမ်အစည်းအဝေးမှာကတော့ဖြစ်နိုင်ရင်ကျွန်တော်ကဒါကိုအပြီးအထိဆွေးနွေးပြီးတော့ single text တစ်စောင်ကိုကျွန်တော်ကမကြခင်မှာအတည်ပြုနိုင်အောင်ကြိုးစားရအောင်လို့စိတ်ပိုင်းဖြတ်ထားတယ်အခက်အခဲတွေအများကြီးရှိမယ်အငင်းခုန်တွေအများကြီးရှိမယ်ဒါပေမဲ့ဒီကိစ္စကအောင်မြင်အောင်လုပ်ဖို့လိုအပ်တယ်လို့ကျွန်တော် NCCT ကမြင်တယ်သို့တော်လည်းပဲခုနပြောလို့ပဲဆွေးနွေးရမယ့်ကိစ္စတွေအများကြီးရှိတယ်အတိတ်ပဲဖွင့်ဆိုချက်တွေတိတ်များတယ်ဥပမာခေါင်းစဉ်က2ရက်ကြာတယ်ကျွန်တော်ဆွေးနွေးတာပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကြားတနိုင်ငံလုံးအပြစ်ခတ်ရစရေးစာချုပ်မူချမ်းဆိုပြီးကျွန်တော်ရေးတယ်အစိုးရဘက်ကတိုင်းရင်းသားလက်နက်ကိုင်မဟုတ်ဘူးလက်နက်ကိုင်တိုင်းရင်းသားအဲ့တော့ကျွန်တော်ကပြန်မေးတာကလက်နက်ကိုင်တိုင်းရင်းသားဆိုတော့လက်နက်ကင်နဲ့တိုင်းရင်းသားရှိတယ်လက်နက်မကင်နဲ့တိုင်းရင်းသားလည်းရှိတယ်ဆိုတဲ့သဘောဖြစ်နေတယ်လို့ကျွန်တော်ကပြောတယ်တနိုင်ငံလုံးဆိုင်ရာအပြစ်ခတ်ရစရေးတနိုင်ငံလုံးအပြစ်ခတ်ရစရေးစသည်ဖြစ်မှာဒီခေါင်းစဉ်မှာတော့2ရက်ကြာလို့ရှိရင်တော့တော်တော်ထူတယ်အခန်း9ခန်းရှိတယ်အဲ့တော့ဒီအခန်း9ခန်းမှာတော့တော်တော်လေးကျွန်တော်ကအချိန်ယူရမယ်အဲ့လိုဆွေးနွေးနေတယ်နောက်တစ်ခုကခုနပြောလို့ပေါ့ကျွန်တော်တို့ဒီ EAO များကိုအစိုးရကအတိအမှတ်ပြုသလားဆိုတဲ့မေးခွန်းတိတ်အရေးကြီးတယ်ကျွန်တော်တို့ EAO အတီးတီးဟာ political dialogue ရောက်လာတဲ့အခါမှာကျွန်တော်တို့မိမိနဲ့သက်ဆိုင်တဲ့ကျွန်တော်ရဲ့တိုင်းသားလူမျိုးများရဲ့အရေးကိုဆွေးနွေးမဲ့လူတွေဖြစ်တယ်အဲ့တော့ဒီလူတွေကိုအတိအမှတ်ပြုထားဖို့လိုတယ်အတိအမှတ်မပြုဘူးဆိုရင်ကျွန်တော်ကလက်မှတ်ထိုးပြီးကျွန်တော်တို့ဘယ်ကိုသွားရမှာလဲဒါအရေးကြီးတဲ့အချက်ဖြစ်ပါတယ်နောက်တတိယအချက်ကဂျာကာလအစီအစဉ်လို့ကျွန်တော်ကထည့်သွင်းတဲ့ဟာကိုအစိုးရကစိုးရိမ်တယ်ဟာဒီဂျာကာလလို့ပြောလိုက်ရင်ဒီအဖွဲ့တွေကလက်နက်စက်ရုံတွေတိဆောက်ပတ်စံတွေရှာပြီးတော့ဆွေးနွေးရေးပြက်ပြားမလားအစိုးရကစိုးရိမ်တယ်ကျွန်တော်တို့ EAO ကလည်းဟာဂျာကာလမှာငါတို့အခွင့်အရေးမကောက်ရဘူးပြောတယ်အဲ့တော့ငါတို့တဖြည်းဖြည်းငယ်အောင်လုပ်ပြီးမှသူ့စကားနားထောင်အောင်ငါတို့ကများလုပ်မလားကျွန်တော်တို့ကလည်းစိုးရိမ်နေတယ်အဲ့တော့နှစ်ဘက်ကတည်းကစိုးရိမ်စိတ်တွေများနေတယ်အဲ့တော့ဂျာကာလဆိုတာကျွန်တော်တို့ NCCT ကစဉ်းစားတာကတော့တနိုင်ငံလုံးပြစ်ခတ်ရစေးစာချုပ်ချုပ်ဆိုပြီးမှ National Accord ရတဲ့အချိန်အထိဂျာကာလလို့ကျွန်တော်ကသတ်မှတ်တယ်အခုကျွန်တော်တို့ကပြည်ထောင်စု Accord လို့ခေါ်ထားတယ်ကျွန်တော်တို့စဉ်းစားတာကတော့အပြစ်ခတ်ရစေးစာချုပ်တွေလုပ်ရမယ် political dialogue အတွက်ကျွန်တော်တို့ကအားလုံးဆွေးနွေးရမယ်အားလုံးဆွေးနွေးပြီးမှသဘောတူညီချက်တစ်ခုကိုရလို့ရှိရင်ဒီဟာကိုဆက်ပြီးအကောင့်ထဲပေါ်ရမယ်ဆိုတဲ့အနေအထားမျိုးဖြစ်တဲ့ခါကျတော့အားလုံးရဲ့သဘောတူညီချက်ရတဲ့အချိန်ဟာကိုကျွန်တော်တို့ကဂျာကာလလို့ပြောတယ်ကျွန်တော်တို့ KIO ဘဟုကော်မတီမှာလည်းခဏခဏဒီကိစ္စဆွေးနွေးတယ်ဂျာကာလဟာဘယ်နည်းဖြစ်နိုင်တယ်လဲအချိန်ကြာရင်အစိုးရကစိုးရိမ်တယ်လို့ကျွန်တော်တို့ဘက်ကလည်းစိုးရိမ်တယ်ပြီးအစီအစဉ်တွေအမျိုးမျိုးဖြစ်လာနေတယ်အဲ့ဒါနဲ့တနည်းအားဖြင့်ကျွန်တော်ကအစိုးရဝန်ကြီးများကိုကျွန်တော်ကသူတို့ကိုနည်းနည်းနောက်ရင်းပြောင်းရင်းနဲ့ကျွန်တော်က remind လုပ်တာပေါ့ကျွန်တော်တို့ကအခုချိန်မှာပွင့်ပွင့်လင်းလင်းပြောဖို့လိုတယ်မဖြစ်နိုင်တာကိုကျွန်တော်ကမပြောဖို့အရေးကြီးတယ်ဥပမာလွန်ခဲ့တဲ့နောက်ဆုံးအချိန်မှာအစိုးရကကိုယ်စားလှယ်များကမိုင်းလားဒေသကိုသွားတယ်မိုင်းလားဆိုတာဒီကျွန်တော်တို့ရှမ်းပြည်တောင်ပိုင်းဒေသမှာရှိတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်အဲ့တော့မိုင်းလားဒေသကခုနပြောလို့ပဲအပြစ်ခတ်ရစေးစာချုပ်ဆိုတာ25နှစ်ရှိသွားပြီတနည်းအားဖြင့်သူတို့ပြောတာကျွန်တော်တို့ကငင်းချမ်းရတယ်25နှစ်ရှိပြီတဲ့အဲ့တော့လောလောဆယ်တော့တခြားဘာမှလုပ်ဆရာမရှိဘူးလို့သူတို့ကပြောတယ်အဲ့ဒီမှာဝန်ကြီးတစ်ပါးကဗာပြောတယ်ဆိုတော့ခင်ဗျားတို့မိုင်းလားဒေသကဆောင်ရွက်နေတဲ့ဒီအလျက်စစ်စီမံကိန်းကိုတဲ့ကျွန်တော်နိုင်ငံတော်ရဲ့အကြီးအကဲများကနှစ်ပေါင်း50နှစ်ပေါင်း100
ပိုင်ဆိုင်ခွင့်ကိုသဘောတူထားပြီးဖြစ်ပါတယ်တဲ့ဒါကြောင့်ကျွန်တော်ကမေးတယ်ဒါဆိုရင်ဂျာကာလကိုကျွန်တော်ကနှစ်ပေါင်း100တတ်မှတ်လို့ရမလားလို့ကျွန်တော်ကသူတို့ကိုမေးတယ်ကျွန်တော်ပြောချင်တာကအခုကျွန်တော်တို့တနိုင်ငံလုံးပြစ်ခတ်ရစီစာချုပ်ချုပ်မယ်လို့ပြောတဲ့အခါမှာမဖြစ်နိုင်တဲ့ကိစ္စအများကိုညှို့တင်ချက်မပြီးဘဲနဲ့တကယ်ဖြစ်နိုင်တဲ့အပိုင်းကိုကျွန်တော်ဆွေးနွေးဖို့လိုအပ်တယ်ဒီကိစ္စကတော့10နှစ်ပဲဖြစ်နိုင်တယ်လို့ပြောရင်တိုင်းရင်းသားဘက်ကစဉ်းစားလို့ရတယ်နှစ်ပေါင်း90လို့100လို့ပြောတဲ့အခါမှာဒါတော်တော်လေးနောက်ပိုင်းမှာပြဿနာတက်လာတယ်ဒါကြောင့်မလို့ဒီချိန်မှာကျွန်တော်ကဒါကိုလုပ်ဖို့လိုတယ် KIO ကနေတင်ပြထားတာကတော့နိုင်ငံရေးဆွေးနွေးပွဲမှာအားလုံးပါဝင်ဖို့လိုတယ်ပါဝင်တင်သူများအားလုံးပါဝင်ပြီးတော့အားလုံးရဲ့ရှေ့မှာဆွေးနွေးလို့ရှိရင်ပထမအချက်ကဘယ်သူမှနောက်ဆုတ်လို့မရဘူးဒုတိယအချက်ကဘယ်သူမှလိမ်လို့မရဘူးအဲ့တော့ခင်ဗျားတို့ကဘာဖြစ်လို့လက်မခံတယ်လဲလို့ကျွန်တော်တို့ကမြချီနာအစည်းအဝေးမှာပြောတယ်ဒါကြောင့်မလို့အခုကျွန်တော်ပြောနေတာကလည်းအပြစ်ခတ်ရစရေးစာချုပ်တွေချုပ်ဆိုပြီးတဲ့နောက်မှာပါဝင်တင်သူများအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲလုပ်ရမယ်ဆိုတဲ့အပိုင်းမှာသဘောတူပြီးတော့ဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းမှာတော်တော်လေးကျွန်တော်ကဆွေးနွေးရမယ့်ကိစ္စဖြစ်နေတယ်အခုဒီမှာကျွန်တော်ဆရာဗစ်တာတို့ပါတယ်ကျွန်တော်တို့ဟိုမှာအစီအစဉ်တွေအများကြီးဆွေးနွေးခဲ့ကြဘူးတဲ့တိုင်းရင်းသားဘက်ကပြောတာကကျွန်တော်ဘက်ကပြောတာကတိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကတစ်ဖွဲ့နိုင်ငံရေးပါတီများကတစ်ဖွဲ့အစိုးရကတစ်ဖွဲ့လို့ပြောတယ်အဲ့မှာအခြားသော CSO များနဲ့အခြားသောနိုင်ငံရေးပုဂ္ဂိုလ်များကိုကျွန်တော်ကလိုအပ်တယ်လို့ကျွန်တော်ဖိတ်ခေါ်မယ်ဒါပေမဲ့အခုအစိုးရကပြောတာကသူ့စီမှာ3ဖွဲ့ရှိနေတယ်တပ်မတော်ရဲ့လွတ်တော်ရဲ့အစိုးရရဲ့ဆိုတော့အဲ့ဒီ3ခုပေါင်းမှအစိုးရမဟုတ်ဘူးလားဆိုတော့ဒါအငင်းပွားစရာကိစ္စဖြစ်နေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတခါတလေမှာအယူအဆချင်းအရာကျွန်တော်တို့ကတူညီနေတော့လည်းပဲလက်တွေ့ပိုင်းမှာတခါတလေမှာအခက်အခဲတွေအများကြီးရှိတယ်အတိတ်ပဲဖွင့်ဆိုမှုတွေလွဲတယ်လို့ကျွန်တော်ကရည်စရာပြောတယ်သူတို့ကကျွန်တော်ရန်ကုန်ရောက်ပြီးနောက်တနေ့မှာဝန်ကြီးတပါးကျွန်တော်လာတွေ့တယ်ဟာဘာထူးခြားတယ်လေတဲ့ဟာရန်ကုန်မှာကအရန်ချက်တယ်လို့ပြောတာဟာအဲ့ဒါကျွန်တော်လုပ်လိုက်တာလေတဲ့ရန်ကုန်မှာကအရန်ချက်တာကိုပဲမြန်မာနိုင်ငံအရန်တိုးတက်ပြီလို့အတိတ်ပဲဖွင့်ဆိုနေတာသူကလည်းဂုံယူဆိုပဲအဲ့ဒါကျွန်တော်လုပ်လိုက်တာတဲ့ရန်ကုန်ကချက်တာတဲ့သူကအဲ့တော့ဒီလိုကျွန်တော်တို့ကညှိနှိုင်းစရာကြီးအများကြီးကြံသေးတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကပြည်တော်စုထဲမှာအတူတူနေမယ်လို့ပြောနေတဲ့အချိန်အခုအချိန်မှာကအမြင့်ဆုံးဖြစ်တယ်အစိုးရကလည်းကျွန်တော်ကဒီကိစ္စကိုတမိုင်းပေးပါတယ်ကျွန်တော်တို့ဒီတိုင်းရင်းသားတွေဘာဖြစ်လို့လက်နက်ကင်ပြီးတော်လာနေတယ်လို့ကျွန်တော်တို့ကဒီနိုင်ငံတကာကိုကျွန်တော်တို့ကပြောပြဖို့လိုပါတယ်တချို့ကကျွန်တော်တို့ကအမျိုးမျိုးပြောတယ်ဟိုစီးပွားရေးကအဆင်မပြေလို့ပဲကျွန်တော်တို့ကလက်နက်ကင်နေတယ်လို့လဲကျွန်တော်တို့ကပြောခံရတယ်ကျွန်တော်တို့မှာအဆင့်3ဆင့်မှာကျွန်တော်ရောက်နေတယ်လို့မြင်တယ်ကျွန်တော်တို့အားလုံးဟာတော်လှန်ရေးစပြီးမှလုပ်ခဲ့တဲ့အချိန်မှာနိုင်ငံတကာကိုကျွန်တော်တို့ကဘာဖြစ်လို့ကျွန်တော်တို့တော်လှန်ရေးလုပ်တယ်ဆိုတော့ကျွန်တော်မပြောပြနိုင်ခဲ့ဘူးအစိုးရကအဲ့ဒီအချိန်မှာနိုင်ငံတကာကိုညီးပုံမြောက်များစွာနဲ့တွေ့ဆုံပြီးတော့ရောင်စုံတပုံတွေပေါ်ပေါက်လာတယ်တောင်းချမ်းသူတွေအများကြီးရှိလာတယ်ကျွန်တော်တို့နိုင်ငံပြိုကွဲတော့မယ်လို့တွားပြီးအခုညီတွေအများကြီးရယူခဲ့တယ်ဒါကြောင့်တနေ့ကဒီမှာ State Department မှာကျွန်တော်ကပြောတယ်နိုင်ငံတကာကတောင်းချမ်းသူတွေအများကြီးထွက်ပေါ်လာလို့နိုင်ငံပြိုကွဲတော့မယ်ဆိုပြီးအခုညီတွေပေးခဲ့ကြတယ်ဘာဖြစ်လို့ဒီလိုအများကြီးပေါ်လာတယ်ဆိုတဲ့အပိုင်းကိုမစဉ်းစားဘူးလို့ကျွန်တော်တို့ကတနေ့ကပဲပြောတယ်အဲ့တော့အဲ့ဒီပထမအခြေအနေမှာကျွန်တော်တို့ကနိုင်ငံတကာကိုကျွန်တော်ကမပြောနိုင်ခဲ့တော့ကျွန်တော်တို့ကမတရားတာကိုလုပ်တဲ့အဖွဲအနေနဲ့ကျွန်တော်ကတတ်မှတ်ခံရတယ်ဟိုတောင်းချမ်းသူတို့ဟိုအမျိုးစုံပေါ့အကြမ်းဖက်တာတို့ဘာတို့အကုန်လုံးအဲ့တော့ဒုတိယအဆင့်မှာကျွန်တော်တို့တိုင်းသားအဖွဲ့များအကုန်လုံးနှိပါကနိုင်ငံတကာကိုထပ်ပြီးတော့ကျွန်တော်တို့အကြောင်းတွေကိုပြောပြနိုင်တယ်ကိုယ်တိုင်မရောက်နိုင်တဲ့အဖွဲ့တွေအကြောင်းတွေတခြားအဖွဲ့တွေကပြောတဲ့အခါမှာနိုင်ငံတကာကနည်းနည်းသဘောပေါက်လာတယ်အခုကပိုပြီးသဘောပေါက်လာတယ်လို့မြင်တယ်ကျွန်တော်တို့နဲ့လည်းဆက်ဆံတယ်အစိုးရနဲ့လည်းဆက်ဆံတယ်
ဘသူကအမှန်ပြောနေတယ်လဲဘသူကတော့လိန်ညာနေတယ်ဆိုတာကကျွန်တော်တို့ကိုဆုံးဖြတ်ပြမဲ့လူတွေရှိလာတဲ့အခါမှာအခုအခြေအနေမှနေတိလာတော့ဒီတိုင်းသားဒီတော်လန်ရေးလုပ်နေတယ်ဆိုတာမှန်ကန်တယ်ဆိုတဲ့အနေအထားမျိုးကိုရောက်လာတယ်အခုတတိယအဆင့်မှာရောက်နေတယ်လို့ကျွန်တော်ခံယူတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှန်ကန်ပါတယ်ဆိုတာနိုင်ငံတကာကိုကျွန်တော်တို့ကတက်တည်ပြနေတဲ့အချိန်ဖြစ်တယ်လို့မြင်တယ်ပြည်တော်စုအဲမှာဘယ်လိုနေကြမလဲဆိုတော့ကျွန်တော်အဓိကပြောနေတယ်ကျွန်တော်ဒါကြောင့်တနေ့ကပဲသူတို့ကို remind လုပ်တယ်အခုအချိန်မှာပြည်တော်စုထဲမှာအတူတကွနေထိုင်ကြမယ်ဆိုတဲ့တိုင်းရင်းသားများအားလုံးရဲ့အတန်ကအမြင့်ဆုံးမှာရောက်နေတယ်ဒီဟာကိုမလိုက်လျောပဲနဲ့မဆွေးနွေးပဲနဲ့ဟိုဘက်ကိုကြော်သွားရင်မကောင်းတဲ့ဘက်ကိုရောက်သွားနိုင်တယ်လို့ကျွန်တော်က remind လုပ်ပါတယ်ဒီတတိယအဆင့်မှာကျွန်တော်တို့ကအင်မတန်အရေးကြီးတယ်လို့မြင်တယ်နိုင်ငံတကာရဲ့ရှေ့မှာကျွန်တော်တို့ပြောတာကမှန်ကန်ပါလားသူတို့ပြောတာကတရားမျှတမှုရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်ခိုင်ခိုင်မာမာရဖို့လိုအပ်ပါတယ်ဒီလိုရဖို့ဆိုတာကအဖွဲတိုင်းတိုင်းသားတူးချင်းလည်းကျွန်တော်တို့စူးစမ်းဖို့လိုပါတယ်ခုနပြောသလိုပဲကျွန်တော်တို့ရဲ့တမိုင်းတက်တဲ့အထောက်အထားများအရာရှင်းပြလို့ရှိရင်ကျွန်တော်တို့ကိုနိုင်ငံတကာကကျွန်တော်တို့ပြောတာမှန်ကန်တယ်လို့ကျွန်တော်တို့အတိအမှတ်ပြုဖို့စူးစမ်းနေတဲ့အချိန်ဖြစ်ပါတယ်တကယ်တော့ကျွန်တော်တို့လက်နက်ကင်ပြီးမှတော်လိုင်းရေးလုပ်နေတဲ့အဖွဲ့များကလူအင်အားအရတော်တကောင်လက်နက်အရတော်တကောင်ဤပညာအရတော်တကောင်အများကြီးကျွန်တော်တို့အင်အားနည်းပါတယ်ကျွန်တော်တို့မှာအင်အားအကြီးဆုံးကတော့စိတ်ဓာတ်နဲ့ကျွန်တော်တို့ရဲ့မှန်ကန်တဲ့ယူသားတဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်အမှန်တရားပဲဖြစ်ပါတယ်ဒါကျွန်တော်တို့ကြားဘူးတဲ့စကားပုံအားလုံးသိတာပဲတခါလိန်လို့ရှိရင်နောက်တစ်ခါအဲ့ထက်ပိုပြီးကြီးတဲ့အလိန်မျိုးကိုထပ်ပြီးပြောရတယ်ဆိုတဲ့စကားပုံရှိတယ်အဲ့တော့ကျွန်တော်တို့ကဘယ်နှခါလိန်နိုင်မလဲအဲ့တော့အင်မတန်ကြီးတဲ့လိန်ညာချင်းကိုကျွန်တော်တို့ကမလုပ်နိုင်ဘူးเนาะအားလုံးကငငယ်တုန်းက senior school အများကြီးသွားကြတဲ့လူတွေဆိုတော့လိန်နဲ့မလိန်တတ်ဘူးကျွန်တော်တို့ကအဲ့တော့ကျွန်တော်တို့ကမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရပ်ရမယ်ကျွန်တော်တို့ကိုယ်တိုင်ကမှန်ကန်မှုတရားမျှတမှုကိုရှာဖွေနေတဲ့အဖွဲ့တွေဖြစ်တဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်ကမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာမရပ်လို့ရှိရင်ကျွန်တော်တို့ကမှန်ကန်မှုကိုမရှာဖွေနိုင်ဘူးလို့ PIO ကအခုကျွန်တော်တို့ရဲ့ချင်းလူထုကိုကျွန်တော်အဲ့လိုပဲတိုက်တွန်းတယ်ဒါကြောင့်မလို့ဒီကျွန်တော်တို့အားလုံးကခရစ်ယာန်တွေဖြစ်တဲ့အခါမှာယောဟန်8:32 The truth shall set you free ဒီဟာကိုကျွန်တော်ကအားလုံးကို remind လုပ်တယ်ကျွန်တော်တို့ကိုယ်တိုင်မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေဖို့လိုတယ်အဲ့လိုမှမဟုတ်ရင်ကျွန်တော်တို့ကလည်းလမ်းမသွားနိုင်တယ်လို့ကျွန်တော်တို့ကချင်လူထုကိုလည်းဒီလိုပဲတိုက်တွန်းနေပါတယ်မြန်မာနိုင်ငံရဲ့အရေးတစ်ခုလုံးကိုကျွန်တော်တို့ကခဏအခြားခေါင်းဆောင်များနဲ့ဆွေးနွေးပါတယ်အထူးသဖြင့်ကျွန်တော်တို့ CNF နဲ့အခြားသောချင်းခေါင်းဆောင်များနဲ့ဆွေးနွေးတဲ့အချိန်ကတခြားလူတွေဆက်ပိုများပါတယ်ကျွန်တော်တို့တိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာပဲချင်းပါစတာများလည်းရောက်လာတယ်ဒီတကောင်စင်းကိစ္စတွေကျွန်တော်တို့ပြောကြတယ်ချင်း community ကတော့ချက်ချင်းလုပ်နိုင်တယ်တခါလဲညီလာခံတွေလုပ်လိုက်တယ်ထုတ်ပြန်ချက်တွေလုပ်လိုက်တယ်ကျွန်တော်တို့တော့မလုပ်နိုင်ဘူးတို့တော်လည်းပဲလူထုကြားထဲမှာ CSO များကဆောင်ရွက်နေတယ်ချင်း community ကဒီဟာလုပ်လိုက်တဲ့အခါမှာတနိုင်ငံလုံးကပို့ပြီးမှဒီအပေါ်မှာမြင်လာတာကိုတွေ့ရလို့ဒါတိတ်ကောင်းတဲ့လက္ခဏာပဲဥဆောင်မှုပေးနိုင်တဲ့လက္ခဏာပဲလို့ကျွန်တော်ကမြင်တယ်စိတ်တကြနဲ့လုပ်ခဲ့တယ်ကျွန်တော်တို့ကတော့မလုပ်နိုင်ဘူးနောက်ဆုံးလော်ခီလာ conference မှာတကောင်စင်းကိစ္စကိုကျွန်တော်ဆွေးနွေးရအောင်လို့ propose လုပ်တော့လည်းပဲအချိန်မရတဲ့အတွက်မလုပ်နိုင်သေးဘူးအခုတော့တကောင်စင်းကောက်တဲ့ကိစ္စလည်းအချိန်ကာလအတမချက်ကတော့ကြော်သွားပြီဘယ်လိုပဲဖြစ်ဖြစ်ဒီကိစ္စကိုကျွန်တော်ပြန်ပြီးသုံးသပ်ကြည့်တဲ့အခါမှာနိုင်ငံတကာလည်းဖြစ်ကျွန်တော်မေးတယ်အခုဒီမှာလည်းအမေးခံရတယ် KIO ကဘာဖြစ်လို့တကောင်စင်းကောက်တာကိုကန့်ကွက်တယ်လဲလို့မေးတယ်ကျွန်တော်တို့ကတကောင်စင်းကောက်တာကိုမကန့်ကွက်ပါဘူးတကောင်စင်းဆိုတာကတကယ်အရေးကြီးတယ်ဆိုတာကျွန်တော်တို့ခရစ်ယာန်တွေကပုံနာလေတယ်လို့ကျွန်တော်ပြောတယ်အဲ့ဒီကိစ္စဒါအရင်ဖြစ်သခင်ယေရှုရဲ့မွေးဖွားတဲ့ဖြစ်စဉ်ကတခြားအပြတ်ဆက်ကအခုဒီလိုပြလို့မရဘူးတခြားလိုဖြစ်သွားမယ်လို့ကျွန်တော်ပြောတယ်ဒါကြောင့်မို့လို့တကောင်စင်းအရေးကြီးတာကျွန်တော်ကကောင်းကောင်းသိတယ်ဒါပေမဲ့အခုအချိန်မှာတော့ the right time မဟုတ်ဘူးတိုက်ပွဲတွေဖြစ်နေတဲ့အခါမှာကချင်ပြည်နယ်မှာတိုက်ပွဲမရှိတဲ့နေရာတွေမှာအများကြီးကောက်ပြီးပြီ KIO ဒေသမှာတော့မကောက်နိုင်ဘူး
ပြီးရင် KIO ကိုတကောင်စင်းကိစ္စလည်းအစိုးရကဘာမှလာမဆွေးနွေးဘူးအဲ့တော့ကျွန်တော်တို့ဘက်ကတော့ခက်ခွက်တာမဟုတ်ဘူးလို့ပြောပြတယ်နောက်တစ်ခုကတော့ဒီကျွန်တော်တို့ကိုခုတ်နံပါတ်ပေးတဲ့ကိစ္စကျွန်တော်တို့ဒီပလိုမက်တွေကိုပြောနေတာကတကောင်စင်းကောက်ဖို့အတွက်မြန်မာနိုင်ငံရဲ့တမဒကအခြားသောနိုင်ငံတကာခေါင်းဆောင်များနဲ့စပြီးဆွေးနွေးတဲ့အချိန်နဲ့အခုတကောင်စင်းကောက်တဲ့အချိန်ကိုကြည့်ရင်ပြင်ဆင်ဖို့အချိန်အများကြီးရှိတယ်လက်ကျင်ပေးဖို့လူထုကိုဆွေးနွေးဖို့အများကြီးရှိတော်လဲပဲအချိန်ကြီးမလုပ်ဘူးလို့ကျွန်တော်မြင်တယ်ကျွန်တော်တို့ရဲ့နာမည်ကိုကျွန်တော်တို့မမေးဘဲနဲ့ဘာဖြစ်လို့နာမည်မှတ်ရတယ်လဲလို့ကျွန်တော်တို့ကမိကွန်းထုတ်တယ်ကုတ်နံပါတ်တွေပေးတဲ့အခါမှာတချို့ကဘာသာစကားအရတော့မဟုတ်ဘဲနဲ့နေရာဒေသအရကျွန်တော်တို့ခွဲခြားထားလိုက်တာကိုယ်နာမည်တောင်မှနော်ကိုကဆုံးဖြတ်လို့မရဘူးအခုကျွန်တော်တို့ကချင်မှာဆိုရင်လည်းဥပမာကချင်လို့ပြောတာက cultural category ဖြစ်တယ်ဒါပေမဲ့ဘာသာစကားအရကျွန်တော်တို့ကို linguistic category ခွဲလိုက်တဲ့အခါမှာဒီမူပိုင်ခွင့်တွေကဘယ်သူစီမှာရှိမလဲရိုးရာယဉ်ကျေးမှုဓလေ့ကြတော့တစ်ခုတည်းပဲရှိတယ်အဲ့တော့ဒီလိုအနေထားမျိုးကြတော့ကျွန်တော်တို့ကကချင်လူတို့ကလက်ခံဖို့ခက်တယ်တကောင်စင်းကိုကန့်ကွက်တာမဟုတ်ဘဲနဲ့လုတ်ပုံလုတ်နည်းကိုကျွန်တော်တို့ကလက်မခံနိုင်တာဖြစ်တယ်လို့ကျွန်တော်တို့ပြောနေပါတယ်အဲ့တော့ဒီတကောင်စင်းကိစ္စကလည်းတနိုင်ငံလုံးမှာမွန်ပြည်နယ်ကလွဲပြီးကျန်တဲ့ပြည်နယ်တွေအကုန်လုံးမှာအတန်ထွက်လာတယ်မွန်ကတော့ဘာမှမလုပ်ဘူးသူကတော့မွန်တစ်ခုတည်းပဲရှိတာသူ့စီမှာတော့ပြဿနာမရှိဘူးအဲ့တော့ဒီလိုပဲပြဿနာတွေကကျွန်တော်တို့မှာကအခက်အခဲတွေအများကြီးဒီချိန်မှာကြုံတွေ့ရတဲ့အပိုင်းကတော့အကုန်လုံးနဲ့တူညီတယ်လို့ကျွန်တော်မြင်ပါတယ်အဲ့တော့ဒီကိစ္စကိုလည်းကျွန်တော် NCCT ကဆက်လက်ပြီးမှဆွေးနွေးမဲ့အပိုင်းတွေမှာပါပါတယ်နောက်တစ်ခုကအားလုံးအစိုးရနဲ့တချို့ဒီခေါင်းဆောင်များစိုးရိမ်တာကတော့ကျွန်တော်တို့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေပြောနေတဲ့ Federal Army ကိစ္စအဲ့တော့နိုင်ငံရေးပါတီ27ပါတီနဲ့ကျွန်တော်ချိန်မှန်မှာတွေ့တဲ့ခါမှလည်းဒီကိစ္စကျွန်တော်ကပြောတယ်မြန်မာတပ်မတော်ကိုကျွန်တော်ကနှစ်ပိုင်းအနေနဲ့မြင်တယ်လို့ကျွန်တော်ကရှင်းပါတယ်ဦးနေဝင်းအာဏာမသိမ်းခင်မြန်မာတပ်မတော်မှာတိုင်းသားလူမျိုးတွေအများကြီးပါတယ်အဲ့ဒီနောက်ပိုင်းမှာမပါတော့ဘူးနည်းနည်းပဲပါတယ်အဲ့တော့ဗမာလူမျိုးအများစုပါတဲ့တပ်နဲ့တိုင်းသားအခြားသောတိုင်းသားတွေတပ်တွေတိုက်ပွဲဖြစ်တဲ့ခါမှာတိုင်းသားတွေချင်းချင်းတိုက်ပွဲဖြစ်တယ်အချင်းချင်းတို့ပြောတဲ့ခါမှာဗမာတိုင်းသားအများစုပါတဲ့တပ်နဲ့တခြားတိုင်းသားတွေတပ်နဲ့တိုက်ပွဲဖြစ်လာအဲ့တော့ယုံကြည်မှုတွေကမရှိတော့ဘူးအဲ့တော့အခုကျွန်တော်တို့ဘာဖြစ်လို့ Federal Union Army လို့ကျွန်တော်ပြောနေတယ်လဲအချက်၃ချက်ရှိပါတယ်အခုကျွန်တော်တောင်းဆိုနေတာကကျွန်တော်ရဲ့နိုင်ငံကို Federal တိုင်းပြည်တည်ဆောက်ဖို့ကျွန်တော်တောင်းဆိုနေတယ် Federal တိုင်းပြည်တည်ဆောက်မယ်ဆိုရင်ကျွန်တော်တပ်မတော်ကလည်း Federal တပ်မတော်ဖြစ်တဲ့နယ်အာဏာရှင်နိုင်ငံတည်ထောင်ရင်တော့အာဏာရှင်တပ်မတော်ပေါ်လာမှာပဲဒါကြောင့်ကျွန်တော် Federal Army တည်ဆောက်ရေးကိုကျွန်တော်တောင်းဆိုတယ်ဒုတိယအချက်ကအားလုံးစုပေါင်းနေထိုင်တဲ့နိုင်ငံရဲ့တပ်မတော်ကအားလုံးပါဝင်တဲ့နယ်အားလုံးကိုကာကွယ်တဲ့နယ်အဲ့ဒါကတော့ Federal တပ်မတော်ဖြစ်ရမယ်တတိယအချက်ကတော့အဲ့ဒီ Federal တပ်မတော်ဟာတပ်မတော်ရဲ့အလုပ်ကိုပဲလောက်ကင်တဲ့တပ်မတော်မျိုးဖြစ်စေခြင်းတယ်ဒါကျွန်တော်ရဲ့တောင်းဆိုချက်ဖြစ်တယ်အဲ့တော့ဒီတောင်းဆိုချက်များကိုနောက်ဆက်လက်ပြီးမှကျင်းပမယ်ကျွန်တော်ရဲ့ဒီနိုင်ငံရေးဆွေးနွေးမှုတွေမှာပါဝင်ဆွေးနွေးဖို့သဘောတူပါတယ်ဆိုတဲ့အချက်ကိုကျွန်တော်တောင်းဆိုနေတာဖြစ်တယ်အခုတခါတည်း Federal Army တည်ထောင်ရအောင်ဆိုတဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်တောင်းဆိုနေတာမဟုတ်ပါဘူးပြည်ထောင်စုတပ်မတော်ရဲ့အရေးဘယ်လိုလုပ်မလဲဘယ်လိုဖွဲ့စည်းမလဲဆိုတာကိုနောင်လာမယ့်အစည်းအဝေးတွေမှာကျွန်တော်တို့ဆွေးနွေးမယ်ဆိုတဲ့သဘောတူညီချက်ကိုကျွန်တော်တောင်းဆိုနေတာဖြစ်ပါတယ်အခုတချို့နိုင်ငံတကာအတိုင်းဝိုင်းတွေကကျွန်တော်တို့ပြောတယ် KIO ကလက်မှတ်မထိုးချင်ဘူးဆိုတဲ့အတန်ကြီးကြားနေရတယ်ကျွန်တော်တို့အဲ့လိုမဟုတ်ဘူးလို့ကျွန်တော်အားလုံးရှင်းနေတယ်လက်မှတ်ထိုးရအောင်လို့စပြီးပြောတာကကျွန်တော်ဖြစ်တယ်ဒါပေမဲ့ဘယ်လိုအခြေအနေမျိုးမှာလက်မှတ်ထိုးမလဲဆိုတဲ့ condition ရှိပါတယ်ဒါကြောင့်မြစ်ကြီးနားမှာအစိုးရများနဲ့ကျွန်တော်တို့ဆွေးနွေးတဲ့ခါမှာကျွန်တော်တို့ကို KIO ကိုပြည်ထောင်စုထက်ကနေဘယ်တော့မှမခွဲထွက်ပါဘူးလို့လက်မှတ်မထိုးခိုင်းပါနဲ့လို့ကျွန်တော်ကပြောတယ်မခွဲထွက်အောင်လုပ်ရမယ့်တာဝန်ကအစိုးရရဲ့တာဝန်ဖြစ်တယ်ကျွန်တော်တို့ပင်လုံမှာစချုပ်ခဲ့ပြီးပြီပဲအတူတူနေကြမယ်ဘယ်လိုနေမလဲဆိုတာပါသေးတယ်အများကြီးပြည့်စုံပြီးသားအဲ့တော့ဒီစာချုပ်အရနေရင်ကျွန်တော်ကဒီလက်မှတ်ထိုးဆရာမလို့ဘယ်လိုပဲ
ဖိနေပြီးမှဘယ်လိုပဲနေကျွန်တော်ကအတူတူနေမယ်လို့ပြောလို့မရပါဘူးကျွန်တော်လည်းလက်မှတ်ထိုးထားပြီးမနေချင်ရင်ဒါပြဿနာပိုပြီးကြီးမယ်အတူတူနေဖို့စာချုပ်က49ခုနှစ်မှာကျွန်တော်ချုပ်ဆိုပြီးသားဖြစ်တယ်အခုမှဘာဖြစ်လို့ပြန်ချုပ်တယ်လဲဒါကျွန်တော်တို့လည်းလက်မှတ်မထိုးဘူးလို့ပြောထားတယ်2008အခြေခံဥပဒေကကျွန်တော်တို့တိုင်းသားအားလုံးအတူတူကနေနိုင်ဖို့အတွက်မလုံလောက်ဘူးအဲ့တော့ဒီအခြေခံဥပဒေကအားလုံးအတူတူကနေနိုင်အောင်အားလုံးကိုလုံခြုံမှုပေးနိုင်အောင်အစိုးရကတာဝန်ယူသင့်တယ်အစိုးရကဒီတာဝန်ကိုမယူဘူးဆိုရင်အစိုးရကအတူတူမနေခြင်းဘူးဆိုတဲ့အဓိပ္ပာယ်ပဲလို့ကျွန်တော်တို့ကမြင်တယ်လို့ပြောတယ်ဒါကြောင့်မို့လို့အခု2008အခြေခံဥပဒေနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်တို့ KIO အနေနဲ့ကတော့ပြုပြင်ရမယ်လို့လည်းမပြောဘူးအတိရေးရမယ်လို့လည်းမပြောဘူးဦးခုံးမန်ကိုဘာကတော့ပြောတယ်အားလုံးကိုပြုပြင်ရမလို့ပြင်ဆင်ရမလို့အတိရေးရမလို့သူကတော့စကလုံးတွေတုံးပြီးပြောတယ်တိတ်ကောင်းတယ်သူပြောတဲ့စကလုံးကကျွန်တော်တို့ပြောတာကအားလုံးအတူတကွဒီဟာကိုဖြည့်ရှင်းရမယ်သို့တော်လည်းပဲတစ်ဖွဲ့ထဲကနေတစ်ချိန်ထဲမှာတယောက်ထဲကပြောနေရင်ဒါကပြဿနာရဲ့အဖြေကျွန်တော်မရနိုင်ဘူး2008အခြေခံဥပဒေရဲ့အခြေခံမူများကိုပြန်လည်သုံးသပ်ပြီးတော့ဒီကနေ့သွားနေတဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတိုင်းသားများရဲ့တောင်းဆိုမှုကျွန်တော်တို့စီမှာရှိပြီးသားဖြစ်တဲ့ပင်လုံကဲ့သို့သောဇာချုပ်ထဲကအခြေခံမူများဟာဒီထဲမှာပါရှိနေတယ်ဒါကျွန်တော်တို့ရဲ့သဘောထားဖြစ်ပါတယ်ဒါကြောင့်အခုတချို့ကကျွန်တော်တို့ကိုပြောတယ်အပြစ်ခတ်ရစေးဇာချုပ်တယ်ဆိုတာကအစိုးရကဖိအားပေးလို့ကျွန်တော်တို့ကအလျှော့ပေးသလားလို့တချို့ကထင်တယ်မဟုတ်ပါဘူးတနေ့ကကျွန်တော်တို့တာဝန်ရှိတဲ့အစိုးရအများကိုကျွန်တော်ကပြောတယ်အခုကျွန်တော်က Nationwide Ceasefire Agreement အတွက်ကြိုးစားနေတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့စစ်ရေးနဲ့ဖိအားမပေးပါနဲ့စစ်ရေးနဲ့ဖိအားပေးရင်ကျွန်တော်လက်မထိုးမှာမဟုတ်ဘူးလို့ကျွန်တော်ကပြောတယ်မနေ့ကဒီမှာ State Department မှာလည်းအဲ့ကိစ္စကျွန်တော်ရှင်းရှင်းလင်းလင်းပြောထားတယ်လိုက်စားမရှိကျွန်တော်တခြားနေရာမှာအများကြီးရှိတယ်လို့တော်တယ်အများကြီးထူသေးတယ်မခုတ်ရသေးတဲ့နေရာကြီးအများကြီးကြံနေတယ်ကျွန်တော်ကသူတို့ကိုစတယ်လေအခုလောလောဆယ်တိုက်ပွဲဖြစ်နေပေမဲ့ကျွန်တော်ကအချင်းချင်းအဆက်တွေရသေးတယ်ဒီထက်ပိုဆွေးရင်တော့နေဆက်တွေမှုပြင်ပတွေရောက်နေပါဒီဆိုရင်ဒါခက်မယ်အဲ့ကမှဘယ်မှာတော့ရှာရမှမသိတော့ဘူးเนาะအချင်းချင်းဆွေးနွေးကြတယ်လဲအဲ့လိုမဖြစ်အောင်ကျွန်တော်ကကြိုးစားနေပါတယ်ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်ညီကုန်းချုပ်အနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကံကြမ္မာမှာကျွန်တော်အားလုံးကအတူတူဖြစ်တယ်တခါတည်းကျွန်တော်စဉ်းစားကြည့်တာချင်းနဲ့ကချင်နဲ့ကတော့ညီအကိုလို့လည်းပြောတယ်ဘာသာရေးအရာကလည်းကျွန်တော်ကခရစ်ယာန်တွေပိုများတယ်ဒါကြောင့် UNFPA ကိုကျွန်တော်ကြီးဆရာတော်ပြောတယ်တကောင်စင်ကောက်တာလို့ EU ကပတ်စံအများကြီးကုန်တယ်ဗါလဲ59တန်းနော်ပြောတာ59တန်းတော့မှလည်းအခုကုန်သွားပြီတဲ့ကျွန်တော်တို့ကချင်ပြည်နယ်မှာတော့အဲ့လိုမလိုဘူးလို့ church ကစရင်ယူပြီးမှအခုစံတဲ့ဟာနည်းနည်းကောက်လိုက်ပြီးသွားပြီလို့အားလုံးရှိတယ်တော့ကျွန်တော်ကချင်ပြည်နယ်မှာခရစ်ယာန်မဟုတ်တာနည်းနည်းပဲရှိတယ်လေမိသားစု30လောက်ပဲရှိမယ်သူတို့ဆရာတော်ယူ church ကစင်းနဲ့ပေါင်းလိုက်59တန်းကုန်စရာမလိုဘူးလို့ပြောတယ်ဘာပဲဖြစ်ကျွန်တော်တို့ရဲ့အခြေအနေအရကျွန်တော်တို့ဟာအကောင်းဆုံးဖြစ်အောင်တိဆောက်နေကြတဲ့အချိန်ဖြစ်တယ်အခုလိုချင်း community ကကျွန်တော်ကချင် community ကိုတကယ်ပဲညီအကိုအရင်လိုပဲကြိုးဆိုတာလက်ခံတာလည်းကျွန်တော်တကယ်ပဲဝမ်းသာပါတယ်အမြဲတမ်းကျွန်တော်တတိရတယ်ဟိုမှာချင်း community ကနေကျွန်တော်ကိုညီနေတာကျွန်တော်ခါတလေစဉ်းစားတာနိုင်ငံခြားမှာပတ်စံအလကားရတာမဟုတ်ဘူးဒါကျွန်တော်သဘောပေါက်တယ်အဲ့တော့ကျွန်တော်တို့ကဘလောက်စေတနာပြနေတယ်ဆိုတော့ကျွန်တော်သဘောပေါက်ပါတယ်ကျေးဇူးလက်တင်တယ်ပြီးရင်ခုနပြောလို့ပဲကျွန်တော်ကိုကူညီတာမမြင်ရဘဲနဲ့ကူညီတဲ့လူတွေလည်းအများကြီးရှိသေးတယ်ဆရာစောတူးပုံနဲ့ကျွန်တော်အရန်ကူညီတယ်အခုဆိုတော့ဒီကိုလာတဲ့ခီးစဉ်တွေမှာလည်းသူအဆက်အသွယ်တွေနဲ့အများကြီးကျွန်တော်အကူအညီပေးတယ်အဲ့တော့ကျွန်တော်တို့ကလည်းအများအားကျေးဇူးတင်လက်ရှိပါတယ်ဆုတောင်းပေးတယ်ပြီးတော့တခြားညီမျိုးစုံနဲ့ကျွန်တော်တို့ကကူညီနေတာကိုကျွန်တော်အတိမပြုတ်ပါတယ်ဆုတောင်းလာတော့အားလုံးဝိုင်းပြီးတောင်းပေးကြတာအခုမှပဲဖျားသခင်ကနားညောင်းတော့တယ်လို့ကျွန်တော်ကပြောတာဝိုင်းတောင်းကြတာနဲ့အဲ့တော့ဒီကျွန်တော်ရဲ့နိုင်ငံတစ်ခုလုံးရဲ့အနေအထားကိုခြုံပြီးတော့ကျွန်တော်အားလုံးဝိုင်းပြီးကြိုးစားနေတာဖြစ်တယ် CNF ရဲ့ပါဝင်မှု KIO ရဲ့ပါဝင်မှုအခြားသော
အဖွဲ့အများရဲ့ပါဝင်မှုအားလုံးကိုဒီကျွန်တော်သက်ဆိုင်ရာ community တွေအားလုံးကထောက်ခံပြီးမှပါဝင်ပေးဖို့လိုပါတယ်အခုကျွန်တော်တို့တကယ်လို့ဒါ ceasefire agreement ကိုအာမခံချက်ရှိနဲ့ခိုင်မာနဲ့လက်မှတ်ရေးထိုးပြီးရင်ကိုယ့်ဘက်ကိုတွားမယ် process ကပိုပြီးအရေးကြီးပါတယ်မှားလို့မရတဲ့အခြေအနေမျိုးဖြစ်ပါတယ်အစိုးရကလက်ခံမယ်ဆိုရင်ကျွန်တော်တို့တောင်းဆိုထားတာကတော့တနိုင်ငံလုံးပြစ်ခတ်ရက်စေးလက်မှတ်မရေးထိုးခင်မှာကျွန်တော်တို့ရဲ့ဒီစာချုပ်မှာပါတဲ့အချက်များကိုလူထုကိုချပြဖို့လိုတယ်လူထုစီကအကြံဉာဏ်တွေကိုပြန်လည်းဖြစ်ဆွတ်ပြီးမှပဲကျွန်တော်ကလက်မှတ်ထိုးတင်တယ်ဟိုဘက်ကိုဆက်လက်ပြီးအကောင့်ထဲပေါ်မဲ့ကိစ္စတွေအားလုံးမှာလူထုကပါဝင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူထုကမသိဘဲနဲ့ကျွန်တော်ကလက်မှတ်ထိုးလို့မရဘူးလို့တောင်းဆိုထားတယ်ဒုတိယအချက်ကလက်မှတ်ထိုးပြီးလို့ရှိရင်တိုင်းရင်းသားများနဲ့အစိုးရဘက်ကနေနှစ်ဖက်ပူးတွဲဦးဆောင်ရေးကော်မတီတခုဖွဲ့စည်းတင်တယ်ပြီးလို့ရှိရင်ဒီအစီအစဉ်များကိုဆက်လက်ဆောင်ရွက်တဲ့အခါမှာဒီကော်မတီကဦးဆောင်ပြီးတော့အောင်မြင်တဲ့အထိကျွန်တော်ကဆောင်ရွက်သွားဖို့လိုတယ်လို့တောင်းဆိုထားပါတယ်ဒီလိုတောင်းဆိုမှုမျိုးကိုအစိုးရကလက်ခံမယ်ဆိုရင်ကျွန်တော်တို့တိုင်းရင်းသားများအားလုံးကပါဝင်ဖို့လိုတယ်တချို့ကတော့ဥဆောင်မှုကော်မတီမှာပါမယ်တချို့ကတော့ငွေကြီးရဲ့အရာတချို့ကတော့စိတ်ဓာတ်အရာတချို့ကတော့နာခံမှုအရာပါဝင်ဖို့ဖြစ်ပါတယ် CNF ရဲ့လမ်းညွှန်မှုကိုချင်း community ကနာခံခြင်းဟာပါဝင်ပူးပေါင်းဆောင်ရွက်မှုဖြစ်တယ်လို့ PAO ရဲ့ဥဆောင်မှုကိုကချင် community ကနာခံပြီးတော့လိုက်နာမှုခါလဲဒါကျွန်တော်ရဲ့ပါဝင်မှုဖြစ်တယ်လိုက်စာ conference ကနေပြန်လာတဲ့အခါမှာကျွန်တော်ကချင်ပြည်နယ်လူထုကကြိုးဆိုတယ်အားလုံးအဖွဲ့တိုင်းရဲ့နာမည်တပ်ပြီးမှကြိုးဆိုတယ်ကျွန်တော်ကတော့အစိုးရကိုပြောတယ်ကျွန်တော်တို့ကတော့တနိုင်ငံလုံးအပြစ်ခတ်ရစေးညီလာခံကျင်းပဖို့မိချနာလူထုကတော့အစဉ်သင့်ဖြစ်ပြီလို့ကျွန်တော်ကပြောတယ်လူထုတစ်ခုလုံးပါဝင်နိုင်ဖို့ကျွန်တော်အခုကလေးကကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်ဒါကြောင့်မလို့ဒီကနေ့ညနေဒီနေရာမှာကျွန်တော်တို့ဘာတွေလုပ်နေတယ်လဲကျွန်တော်တို့ဘယ်လိုစဉ်းစားလဲဆိုတဲ့အပိုင်းကိုအဓိကထားပြီးပြောချင်တာပါခုနကချင်း community ကလည်းတွေ့တဲ့အခါမှာကျွန်တော်ကကြိုပြီးမှဒီကိစ္စအစီအမပြေမင်းတို့ဘယ်လိုလုပ်မလဲဆိုတော့မိကုန်းတော့မမေးပါနဲ့လို့ပြောထားတယ်ဘာလို့မလဲဆိုတာကတော်တော်ခက်ပါတယ်မဖြစ်ရင်တော့ဘာမှလုပ်เสียမရှိတော့ဘူးတခုပဲကြံတယ်အဲ့ဒါမဖြစ်အောင်ကျွန်တော်စူးစမ်းနေတာဖြစ်ပါတယ်လို့ဒီညအပြည့်စုံတဲ့ဒီမှာရှိတဲ့ညီကိုမောင်နှမများအားလုံးကိုဘယ်လောက်နဲ့ပဲကျွန်တော်ပြောချင်ရင်ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်